ဟုတ်ကဲ့အားလုံးချစ်လာစွာသောမြန်မာများဒီနေ့2025ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ဗျ29ရက်နေ့နာနဲ့တနာရီ18မိနစ်ပါဗျနာနဲ့တနာရီ18မိနစ်ပါဒီချိန်မှာတော့အားလုံးလည်းအိတ်နေကြမှာပေါ့ဗျာအဲ့တော့ကျွန်တော်ညဥပိုင်းအိတ်ပြီးတော့တည်နိုးလာတာပေါ့တည်နိုးလာကြာပါပြီဗျာကျွန်တော်အသက်ကြီးပိုင်းနေရတော့အိတ်နေနေသွားပြီဗျအိတ်နေနေသွားပြီအဲ့တော့ဒီနေ့ဒီဇင်ဘာ29ဆိုတော့ကျွန်တော်လွတ်မြောက်လာတာလဲတစ်လတိတိပြည့်ပြီပေါ့နော်ကျွန်တော်နိုဝင်ဘာ29မှာအကျဉ်းတော်ပြန်လွတ်လာတယ်အဲ့တော့ကျွန်တော်လွတ်မြောက်လာတာတစ်လတိတိရှိပြီဒီတစ်လတိတိမှာလဲတော်တော်လေးကိုနော်ထောင်ကထွက်လာပြီးတဲ့ကကျွန်တော်တော်တော်လေးဒီနိုင်ငံရေးဖြစ်စဉ်တွေမှာပါဝင်ပြီးတော့တော်တော်လေးတည်းပြောနိုင်ခဲ့ပါတယ်ပြောရဲဆိုတာဒီအမှန်ဒီဖြစ်အောင်ပေါ့တိုင်းပြည်မှာအမှန်ဒီဖြစ်အောင်နော်ကျွန်တော်ပြောနိုင်ခဲ့တယ်အဲ့လိုပြောခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်တကယ်လို့ကျွန်တော်မလွတ်မြောက်ဘူးဆိုရင်လည်းပြောခွင့်မရဘူးပေါ့ဗျာနော်အမှန်တော့ကျွန်တော်ကဒီ905တွေကိုမလှုပ်လိုက်ဘူးဆိုရင်ကျွန်တော်ကလို့ရမစိသေးဘူးဆက်နေရအောင်ပါဗျာဆက်နေရအောင်ဒါပေမဲ့905တွေကိုလှုပ်လိုက်တော့ကျွန်တော်လည်းအများနီးတူပဲပေါ့နော်ကျွန်တော်တယောက်တည်းကိုလည်းလှုပ်တာတော့မဟုတ်ပါဘူးကျွန်တော်တယောက်တည်းကိုရွေးပြီးတော့ဘိုင်နေနေပေါ့တခါကြတော့နိုင်ငံတော်မှာလွတ်ထိုက်တဲ့လူတွေကိုဘိုင်နေနေပေါ့လှုပ်လိုက်တာရှိတယ်နော်တယောက်တည်းအဲ့လိုလှုပ်လိုက်တာပေါ့နော်လွတ်ထိုက်လို့ဆိုတော့အဲ့ဒါဘိုင်နေနဲ့လှုပ်တာကျွန်တော်ကြတော့ဘိုင်နေနဲ့ကျွန်တော်တယောက်တည်းကိုရွေးလှုပ်တာတော့မဟုတ်ပါဘူးနော်တချို့ကတော့ထင်ရတယ်ငါဒီကောင်ကြီးကိုဟုတ်လားပြောဖို့ဆိုဖို့အဲ့လိုလွတ်လိုက်တာမဟုတ်ပါဘူးเนาะ905တွေကျွန်တော်ညီတူအများကြီးလွတ်မြောက်လာတဲ့လူတွေအများကြီးပါဟုတ်ကဲ့အဲ့တော့အဲ့လိုလွတ်လာတဲ့အတွက်လည်းပြောနိုင်တာပေါ့မနှက်ဖန်ဆိုလဲဒါကျွေးကောက်ပွဲကြီးစတင်ပြီပေါ့เนาะစတင်ပြီအဲ့ဒီမှာလည်းဒီမဲပေးကြဖို့ပေါ့ဗျာနော်မဲပေးကြပါအဲ့တော့မဲပေးတာကကိုယ်အခွင့်အရေးပေါ့ကိုယ်အခွင့်အရေးကိုကရွေးချယ်ခွင့်ရှိတာပေါ့နော်ကိုရွေးချယ်ခွင့်ရှိတယ်ဘယ်သူကလူတော်လူကောင်းနေလဲဘယ်သူကဒီတိုင်းပြည်ကိုဟုတ်လားအုပ်ချုပ်နိုင်မလဲပေါ့နော်ဒါကိုရွေးချယ်ရမှာပေါ့နော်အဲ့တော့လူတော်လူကောင်းတွေကိုမဲပေးကြပါလူတော်တွေကိုမဲပေးကြပါเนาะဒီအစိုးရဖွဲ့နိုင်တဲ့အင်အားရှိတဲ့ပါတီပေါ့အတွေ့အကြုံရှိတဲ့ပါတီအင်အားရှိတဲ့ပါတီအဲ့လိုမဲပေးမှလည်းတိုင်းပြည်ကောင်းမှာပေါ့เนาะအစိုးရမဖွဲ့နိုင်တဲ့အင်အားမရှိတဲ့ပါတီမျိုးကိုမဲတော့ပေးပြီးတော့အဲ့ဒီပါတီကအစိုးရဖွဲ့မယ်ဆိုရင်လည်းကျွန်တော်တိုင်းပြည်ပဲနစ်နာစရာရှိပါပေါ့ဒါတွေကတော့မဲပေးမဲ့နိုင်ငံသားပြည်သူတွေကရွေးချယ်ရမှာပေါ့နော်ရွေးချယ်ရမှာကျွန်တော်တို့ကတော့သဘောလောက်ပဲပြောတယ်ဘယ်ပါတီရလို့တော့ကျွန်တော်လည်းမပြောဘူးဗျနော်ဘယ်တော့မှလည်းကျွန်တော်မပြောခဲ့ဘူးရွေးကောက်ပွဲဆက်မှာဘယ်ပါတီကိုမဲပေးပါလို့လည်းကျွန်တော်မပြောဘူးနော်ကျွန်တော်ကိုယ်တိုင်လည်းဘယ်ပါတီကိုမဲထည့်ပါတယ်ဆိုကျွန်တော်မပြောဘူးနော်မပြောဘူးကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဘယ်ပါတီကိုမဲထည့်လိုက်ပါတယ်ဘယ်ပါတီကိုမဲထည့်ပါမယ်နော်အဲ့လိုမျိုးနော်ဒီပါတီအတွက်လူတွေအတွက်မဲဆွယ်စည်းရုံးတာလဲကျွန်တော်မလုပ်ချင်ဘူးဗျကျွန်တော်မလုပ်ချင်ဘူးလုပ်လဲမလုပ်ခဲ့ဘူးပေါ့နော်လုပ်လဲမလုပ်ခဲ့ဘူးအဲ့တော့ဒီရွေးကောက်ပွဲလဲတချို့ကမဲတော့မပေးဘူးပါဘူးအဲ့လိုပြောကြတယ်နော်တချို့ကလည်းဘယ်လိုပြောမလဲပေးတော့ပေးနော်ပြည်ခိုင်ဖြူလို့တော့မပေးကြနဲ့တခြားပါတီကြိုက်တာပေးဆိုပြီးတော့ဟုတ်လားဘာမှအရှင်ကြီးမဲ့တဲ့စကားတွေပေါ့နော်ကျွန်တော်ပြည်ခိုင်ဖြူပါတီကိုပေးရမယ်လည်းမဆိုလို့မပေးရဘူးလည်းမဆိုလို့အဲ့ဒီစကားတွေကအရှင်ကြီးမဲ့တာပေါ့နော်
ပြည်ခိုင်မျိုးပါတီကောင်းတယ်မကောင်းတယ်သူတို့မစဉ်းစားတော့နော်ကြိုက်တာဂျန်တဲ့ပါတီဆိုပြည်ခိုင်မျိုးကလူကြီးကြိုက်တာပြီးဆိုတော့အဲ့လိုတွေဒါအစင်ချင်းမဲ့တဲ့စကားတွေလုံးဝဒါအစင်ချင်းဒီနိုင်ငံရေးမှာနော်ဒီလောက်ကျွန်တော်တို့ဟုတ်လားရွေးကောက်ပွဲဆိုတာနော်နိုင်ငံရေးမှာအမိမှာဆိုမယ်နော်နိုင်ငံရေးဖြစ်စဉ်တွေမှာရွေးကောက်ပွဲဆိုတာဒီတိုင်းပြည်ကိုအုပ်ချုပ်မဲ့ပြည်သူတွေဒီတိုင်းပြည်ကိုအုပ်ချုပ်မဲ့အစိုးရကိုကျွန်တော်တို့ကရွေးချယ်ရမှာလीနော်ဒီရွေးကောက်ပွဲမှာတက်လာတဲ့ကိုယ်စားလှယ်တွေကဟုတ်လားဒီတိုင်းပြည်ကိုအုပ်ချုပ်ရမှာနော်ဒီတိုင်းပြည်ရဲ့ဥပဒေတွေကိုရေးဆွဲရမှာအဲ့တော့အရေးကြီးတဲ့ကိစ္စကိုအစင်ကျင်မဲ့ကြီးဟုတ်လားဒီကကောင်းတယ်မကောင်းတယ်သူမစဉ်းစားတော့ဒါကလွေကျန်တာကြိုက်တာပြီးပေါ့နော်အဲ့လိုခွန်ကျူးကမအိတ်သေးဘူးဗျာမနေ့တနာကြီးမအိတ်သေးဘူးနော်ကျွန်တော်လူလည်းရှိသေးတာပဲနော်ဟုတ်ကဲ့ခွန်ကျူးရဲ့ချမ်းမြေပါစေဗျာအဆင်ပြေပါစေတယောက်တော့စကားပြောပေါ်တက်လာတယ်ဗျအဲ့လိုအဆင်ကျင်မဲ့တာတွေတော့မလုပ်ကြပါနဲ့ဟုတ်လားအဲ့တော့ကိုကလည်းတေချာစဉ်းစားပြီးတော့လားကျွန်တော်တို့ပြည်သူတွေမှာစဉ်းစားရွေးချယ်မဲ့အခွင့်အရေးရှိတယ်နော်စဉ်းစားပါနော်ဘယ်ပါတီကလူကောင်းလဲဆိုတာမဲပြကြပါနော်မဲထွက်ပြကြပါနော်အဲ့ဒါလေးလည်းကျွန်တော်ပြောခြင်းတယ်နောက်ပြီးတော့ပြောချင်တာအများကြီးပဲဗျပြောချင်တာအများကြီးပဲเนาะကျွန်တော်ကလည်းဘယ်လိုဖြစ်လဲဆိုတော့အခုထောင်ကထွက်လာပြီးတဲ့ကဒီနိုင်ငံရေးဖြစ်စဉ်တွေမှာပါတော့ကျွန်တော်ဟုတ်လားဖမ်းမယ်စီးမယ်ဖမ်းမှုစီးဖို့เนาะဝိုင်းပြီးတော့တွန်းနေကြတာလည်းအများကြီးဗျเนาะကျွန်တော်မြောက်ဦးဖြစ်စဉ်မှာကျွန်တော်ဝန်းနေတယ်စိတ်ထိခိုက်တယ်ကျွန်တော်မျက်ရည်ကျတယ်ငိုခဲ့ရတယ်เนาะတည်ဆုံးသူများရဲ့မိသားစုများနဲ့ထပ်တူဝန်းနေရတယ်ရခိုင်များနဲ့ထပ်တူဝန်းနေရတယ်ကျွန်တော်အဲ့လိုပြောလဲကျွန်တော်အကြမ်းဖက်အားပေးနဲ့ဖမ်းမှုเนาะတိုက်တွန်းကြတယ်ပေါ်တင်ကိုတိုက်တွန်းတာเนาะပေါ်တင်ကိုလိုင်းပေါ်မှာလိုက်လွှင့်ပြီးတော့ဟုတ်လားဒေါ်မှုခိုင်တို့ကအဲ့လိုဟုတ်လားကျွန်တော်အကြမ်းဖက်အားပေးပြီးအဲ့လိုတိုက်တွန်းတယ်အခုဒီနေ့ထိတော့လာမဖမ်းသေးဘူးဗျเนาะလာမဖမ်းသေးဘူးနောက်တစ်ခါအခုနောက်ဆုံးမနေ့ကဖြစ်သွားတဲ့ကိစ္စပေါ့เนาะကျွန်တော်အကောက်တူကရေးတာကြီးကိုเนาะကျွန်တော်အကောက်တူကငါမင်းဆွေအကောက်တူကရေးတာเนาะဗိုလ်ချုပ်စုံမင်းထုံးကိုစော်ကားပြီးတော့เนาะတိတ်ခါကြအောင်ရေးတာကတော့တော်တော်လွန်တယ်ဗျကျွန်တော်လည်းရေးတာမဟုတ်ဘူးเนาะငါမင်းဆွေအတုဆိုတာလည်းလူတိုင်းသိနေတယ်ဗျတခါလဲအဲ့ဒီအတုကြောင့်ကျွန်တော်ထောင်ကျခဲ့ပြီเนาะကျွန်တော်ပြီးခဲ့တဲ့905နဲ့ကျွန်တော်ထောင်ကျသွားတယ်ဆိုတာအဲ့ဒီအကောက်တူကဟာတွေနဲ့ကျွန်တော်ထောင်ချလိုက်တာအကောက်တူကရေးတာတွေကိုစကင်ဆော့ရိုက်ပြီးတော့ဟုတ်လားတိုင်တော့အဲ့ဒီစကင်ဆော့တင်နေပဲကျွန်တော်ထောင်ချလိုက်တာကျွန်တော်လွှင့်တဲ့ light ထဲကတခုမှမပါဘူးတရားစွဲတဲ့ထဲမှာเนาะကျွန်တော်အကောက်စစ်မှာလဲကျွန်တော်ကစာနဲ့ post တွေမရေးဘူးကျွန်တော်အကောက်စစ်မှာကျွန်တော် light ပဲလွှင့်တယ်ဟိုအကောက်တူဆိုတာကတော့ तू ဘယ် light လွှင့်ရဲမလဲ तू ကငါးမင်းဆွေမှာမဟုတ်တာအဲ့တော့ तू ကစာတွေပဲရေးတာအဲ့ဒီစာတွေရေးတော့စာနဲ့ရေးတာတိုင်ရလွယ်တော့ဗျာဒါလေးကိုစကင်ဆော့ရိုက်ပြီးတိုင်တော့လဲကျွန်တော်ဘာမှဖြည့်ရှင်းခွင့်မပေးဘူးဒါအကောက်အတုပါလို့ဟုတ်လားကျွန်တော်ပြောလဲစိနေကလည်းတေချာတင်ပြတယ်အဲ့ဒီတင်ပြတဲ့တက်သေးခံတွေကိုလည်းအတင်မခံဘူးတရားသူကြီးတွေเนาะအဲ့လိုမျိုးလောက်ကြတာကျွန်တော်အကောက်တုနဲ့ထောင်ကျသွားတာဟုတ်လားအကောက်စစ်မှာမညှိဘူးလားဆိုရင်ညှိတာရှိတယ်ဒါပေမဲ့နိုင်ငံတော်ကြီးကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူတရားမဆွဲဘူးเนาะအကောက်စစ်မှာပြောထားတာတွေရှိပါတယ်เนาะအကူလိုင်ကမေတ္တာသမားသူတရားစွဲရင်124ကကြီးဗျထောင်နှစ်20ကြီးကြာတယ်905ဆိုတာ3နှစ်ပဲကြာတာเนาะ905ဆိုတာဒီအောက်ခြေကရဲတွေကလည်းစွဲလို့မရဘူးเนาะနိုင်ငံတော်အကြီးကဲကိုယ်တိုင်ကလက်မှတ်ပါမှ124နဲ့စွဲလို့ရတာเนาะအဲ့တော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကစွဲခိုင်းရင်124ကကြီးကျွန်တော်ဖြစ်မယ်เนาะဒါကျွန်တော်အကောက်စစ်မှာလဲဟိုတုန်းကကျွန်တော်ဒေါသအလျောက်เนาะဝန်းနဲ့ကြည်ကွဲပေါက်ကွဲပြီးတော့เนาะနေမြေတွေကျွန်တော်တို့ဆုတ်ခွာလာတဲ့အချိန်မှာဟုတ်လားကျွန်တော်ပြောခဲ့တာရှိတယ်เนาะကိုစော်ဖောင်းလည်းဒီတိုင်းပါပဲเนาะအဲ့လိုသူတို့ကျွန်တော်တို့ကအဲ့လိုပေါက်ကွဲဝန်းနေပြီးတော့เนาะတချုပ်ကြီးပေါ်ဟိုကြမ်းကြမ်းတမ်းစကားတွေနိုင်ငံတော်အကြီးအကဲပေါ်ပြောခဲ့တာရှိတယ်သို့တော်လည်းပဲအဲ့ဒီဟာတွေနဲ့ကျွန်တော်ထောင်ချတာမဟုတ်ဘူးเนาะတချုပ်ကြီးကိုယ်တိုင်ကမေတ္တာထားပြီးတော့เนาะကျွန်တော်တို့ကအဲ့လိုမလုပ်ဘူးဒါပေမဲ့အဲ့ဒီအောက်ခြေကဟာတွေ
ဒါပေါ့နော်သူတို့အဲ့ဒါလေးအကောက်တူရဟောစကင်ဆော့ရိုက်ပြီးဟိုဟာကိုတိုင်နော်ရဲကိုတိုင်ပြီးတော့ကျွန်တော်ကိုအောက်မှာကြိတ်လို့ကြတော့ကျွန်တော်လည်းတစ်ခါအကောက်တူနဲ့ထောင်ကြပြီးအခုလည်းဟုတ်လားအဲ့ဒီအကောက်တူကကျွန်တော်ထောင်ထဲရောက်လဲဆက်ရေးနေတယ်ကျွန်တော်ထောင်ထဲရောက်လဲသူကဆက်ရေးနေတယ်ဆိုတော့အကောက်တူမှလည်းလူသားရတိနေပြီနော်ကျွန်တော်ထောင်ထဲမှာဖုံးသုံးခွေရှိတာမဟုတ်ဘူးထောင်ထဲမှာဘယ်သူမှဖုံးသုံးခွေမရှိဘူးနော်အရန်စီစစ်တာထောင်ထဲမှာဖုံးသုံးရင်လည်းဖုံးသုံးခွေလည်းမရှိမိရင်လည်းဟုတ်လားနော်အပြစ်ကြီးတယ်အဲ့တော့ဒီအကောက်တူကြီးကရေးနေတယ်ဗျာကျွန်တော်ထောင်ကြသွားလဲအကောက်တူကြီးဆက်ရေးနေတယ်အဲ့ဒါကိုတိတိကြီးနဲ့ဟလာငါဘိုးကျိုးစုံမင်းထွန်းကိုရေးတဲ့အတွက်ဟလာငါမင်းဆွေကိုလောက်ပါဆိုလို့ဟလာဖမ်းဖို့စီးဖို့ဟလာဒဇင်ဦးကလိုက်ပြီးတော့ရေးရဖြစ်တယ်ဆိုပြီးကျွန်တော်ကအဲ့လိုတွေ့တာပေါ့ကြားလိုက်တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်လည်းမနေ့ကတော်တော်လေးပောက်ကွေးပြီးတော့ကျွန်တော်ပြောလိုက်တယ်ဗျနော်ကျွန်တော်ပြောလိုက်တယ်အဲ့ဒါကိုတော့ဒဇင်ဦးကတော့ तू ပြောတယ်မပြောတယ် तू ရေးတယ်မရေးတယ်ထွက်ရှင်းပေါ့နော် तू ရေးတယ်လို့လည်းကျွန်တော်ဟိုဟာကြီးတစ်ဖက်သက်မဆွဆွဲပါဘူး तू အနေနဲ့ဖြည့်ရှင်းခွင့်ရှိတယ်နော်ကျွန်တော်တော့အဲ့လိုကြားတယ်ဗျာနော်ကျွန်တော်အဲ့လိုကြားတယ်နော် तू တို့အဲ့လိုလိုက်ပြောနေတယ်ဟုတ်လားအဲ့တော့ငါမင်းဆွေဆိုတာဗမာပြည်မှာတယောက်ပဲရှိတာငါမင်းဆွေကိုအေးအေးယူပါလို့ဖမ်းပါလို့ပြောတာဆိုကျွန်တော်ပြောတာတူတူပဲနော်ဟိုအကောက်တူကငါမင်းဆွေမှမဟုတ်တာနောက်ငါမင်းဆွေဆိုတာနာမည်တူလည်းမရှိဘူးနော်ငါမင်းဆွေဆိုတဲ့အမည်ကကျွန်တော်တယောက်ပဲရှိတာဗျနော်ငါမင်းဆွေဆိုတဲ့အမည်ကမြန်မာပြည်မှာလိုက်ကြည့်ဘယ်သူကငါမင်းဆွေရှိလဲနော်အဲ့ဒါလို့ရနော်တက်နဲ့မတော်တဲ့လူတွေလက်ထဲစစ်တပ်ရောက်နေတဲ့အကျိုးကျေးဇူးလေးတဲ့တက်နဲ့မတော်တဲ့လူတွေလက်ထဲစစ်တပ်ရောက်နေတဲ့အကျိုးကျေးဇူးလေးတဲ့လူလေးတဲ့ဟုတ်ကဲ့ခင်ဗျား idea လေးကတော့တစ်မျိုးလေးဗျခင်ဗျားရေးတာလေးကခင်ဗျားရေးတာလေးကခင်ဗျားရေးတာလေးကတာသွားပါလေနော်မနေ့မှပဲကြည့်တော့မယ်တဲ့အိတ်တော့အိတ်ပါဗျာနော်အိတ်ပါခွန်ကျူးလူလေးနှုတ်ဆက်ပါတယ်အောင်သူဖြိုးကလည်းမအိတ်သေးဘူးဗျကြိုက်ထုတ်လာလဲအောင်လေကြိုက်ထုတ်မလာသေးဘူးလားဗျကျွန်တော်ကြိုက်ထီဦးမှာတော့စီးတယ်ဗျတအားစီးတယ်အဲ့တော့ဒဇင်ဦးနေနဲ့ကတော့ဒါထွက်ရှင်းရမှာပေါ့ဗျာကျွန်တော်ကသူ့ကိုဒါကိုဖြည့်ရှင်းပေးပါဟုတ်လားဟိုကပြောတဲ့လူကလည်းဟုတ်လားလူသိရှင်ကြား YouTube မှာဟုတ်လားနောက်ကိုချက်ဆိုတာလည်း YouTube မှာလူကြည့်များတယ်ဗျာကိုချက်ကိုတာကအဲ့လိုပြောလိုက်တယ်နောက်စာတန်းကြီးလည်းထိုးတယ်ခေါင်းစဉ်နဲ့ဟုတ်လားဒဇင်ဦးကအဲ့လိုကျွန်တော်ဖမ်းမှုเนาะပြောနေတာပေါ့เนาะအဲ့လိုရေးတဲ့အတွက်ပေါ့နော်ဘုဇိုးဇော်မင်းထွန်းကိုဂုံတိတ်ကကြာစင်အောင်ရေးတဲ့ထက်ကျွန်တော်ဖမ်းဖို့တဲ့ဒဇင်ဦးကပြောတယ်ဆိုပြီးတော့အဲ့ကိုချက်ကစာကန်းလည်းထိုးတယ်ပါဇက်နဲ့လည်းပြောတယ်အဲ့ဒါကြီးကတော့ဒဇင်ဦးအနေနဲ့ကျွန်တော်မပြောတော့မှကျွန်တော်သူ့ကိုမပြောတော့မှ तू ကဖြည့်ရှင်းရမှာနော်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ပြောတဲ့ထဲမှာလည်းဒဇင်ဦးထွက်ရှင်းမှာကျွန်တော်ပြောတယ်နော်ဒဇင်ဦးလောက်ပါတယ်လို့ကျွန်တော်ဘက်ကတော့တစ်ဖက်သက်ကျွန်တော်မပြောဘူးကျွန်တော်မနေ့ကပြောတယ်ထွက်ရှင်းမှာဒါကိုသမီးပြောတယ်မပြောတယ်နော်ဥကိုဖမ်းခိုင်းတယ်မဖမ်းခိုင်းတယ်ဥကိုဖမ်းခိုင်းတယ်ဆိုတော့သမီးမှားသွားပြီနော်အဲ့တော့ဟုတ်လားဥရေးတာလည်းမဟုတ်ဘူးနော်ဥအဲ့ဒါကြီးကဥရေးတာလည်းမဟုတ်ဘူးနော်အကောက်တုမှလည်းဒဇင်ဥလည်းသိမှာပဲနော်ဒါသိတာလေဥထောင်ကြတဲ့ချိန်မှာလည်းဒီကောက်ဆက်ရင်းနေတယ်နောက်ဒီအကောက်ကြောက်ပဲဥကထောင်ကြသွားတာဒီအကောက်တုကြောက်ထောင်ကြသွားတာအဲ့တော့ဥနေရာမှာနေကြည့်ဘလို့ခံစားရမလဲတခါလဲအကောက်တုကြောက်ထောင်ကြသွားပြီထောင်ကြတဲ့အတွက်ကို့မှာလူမှုရေးစီးပွားရေးဒီအများကြီးနစ်နာတယ်နော်ဥရဲ့လုပ်ငန်းပြောတွက်ဆန်နေနော်ဥစားခွင်းတော်မှာဥဆက်မလုပ်နိုင်မယ်ငှားလိုက်ရနော်ငှားလိုက်ရတယ်ဒီနေ့စားစည်းလည်းကောင်းတော့အဲ့တော့စားခွင်းဆိုတာဟုတ်လားစက်တင်ဘာလောက်တည်းကစလောက်ရတာအဲ့ဒီအချိန်မှာဥကထောင်ကမလွတ်လာအောင်စက်တင်ဘာမှာမလွတ်လာတဲ့ခါကျတော့နော်
ဒီစားခွင့်ပြင်ဆင်တဲ့ချိန်မှာမလွတ်လာတော့စားခွင့်ကိုအငှားချလိုက်ရအငှားချတော့ရသေးတယ်လို့မရဘူးပေါ့ကိုကထောင်ထဲမှာဆိုတော့ငှားတဲ့လူကလည်းဈေးနှိမ်တာပေါ့နော်ကိုယ်တိုင်လို့ရင်တော့အမြတ်အများကြီးရှိမှာပေါ့အဲ့တော့ဒီနိုဝင်ဘာမှာလွတ်မယ်ဆိုတာလည်းဘယ်သူကကြိုသိမလဲနော်အဲ့တော့စားခွင့်ငှားလိုက်ရတယ်ငှားလိုက်ရတော့အများကြီးနစ်နာတယ်နော်ပတ်ဆောင်သိန်းရာထောင်ချီပြီးနစ်နာတယ်အများကြီးပေါ့တခြားဟာတွေလည်းနစ်နာတာရှိသေးတယ်နောက်ပြီးထောင်ထဲမှာတစ်နှစ်နေရတယ်ဆိုတာတကယ်ကိုလူတစ်ယောက်အတွက်နော်ဘလောက်ဒုက္ခရောက်လဲစိတ်ဒုက္ခလူဒုက္ခရောက်တာလဲတန်ဖိုးဖြတ်လို့မရအောင်နော်နောက်သားသမီးတွေစိတ်ဆင်းရဲတယ်နော်ဥမာလဲသမီးငယ်လေးတွေရှိသေးတယ်ဟုတ်လားအရွယ်မရောက်သေးဘူး14-15နှစ်နော်အဲ့လိုကလေးငယ်တွေကအဖေကိုအားကိုးပြီးနေရတဲ့ကလေးငယ်တွေအားငယ်တယ်စိတ်ဆင်းရဲတယ်နော်ဥရဲ့သားသမီးတွေနော်စိတ်ဆင်းရဲရတယ်အဖေထောင်ကြနေဆိုတာနော်အဲ့ဒါကြီးကိုမဟုတ်မမှန်ဘယ်နဲ့ထောင်ချလိုက်တယ်ဒီအတွက်လည်းဥကမေတ္တာနဲ့ခွင့်လွတ်တယ်မတိုင်ဘူးတိုင်ရင်တော့ဒီကိစ္စစုံစမ်းရမယ်နော်တုံးလူဆိုတိုင်မှာတိုင်လိုက်ရင်တရားသူကြီးတွေရဲတွေပြုတ်မှာပြုတ်ရင်သူ့သားသမီးဒုက္ခရောက်မှာတရားသူကြီးသားသမီးဒုက္ခရောက်ကုန်မှာနော်အဲ့တော့တရားသူကြီးကလည်းသူတို့ဘလို့ရောက်ဟလာဥကိုဥမဟုတ်မှလည်းသူတို့သိမှာပဲဒီတရားသူကြီးရေးသိတယ်အကောက်တုနဲ့ထောင်ကြဆိုသူတို့မသိမို့တိကြီးနဲ့လောက်ကြတာပြီးတာလည်းပြီးဆိုတော့အခုတခါနောက်တစ်ခါနော်ဒီလိုထပ်ဖြစ်မယ်ဆိုတော့ဒါကဥကတော့မဖြစ်ခင်မှာတော့ပြောရမယ်အဲ့တော့ဒဇင်ဥနေနဲ့မဟုတ်ရင်လည်းတမီးမဟုတ်ဘူးလည်းမဟုတ်ဘူးပြောပေါ့နော်ဟုတ်ရင်လည်းဟာလားဘာကြောင့်ဟာအကောက်တုကြီးနဲ့ဘာကြောင့်လောက်ကြလဲဥကိုနော်အဲ့ဒါတော့ဖြေရှင်းရမှာနော်အဲ့ဒါတော့ဖြေရှင်းရမယ်တမီးဖုန်းနံပါတ်လည်းဥမှာမရှိတော့ဘူးနော်အရင်တော့ကတော့ကိုအောင်မင်းနဲ့တမီးနဲ့ဖြစ်တဲ့ကိစ္စတုန်းကတော့နော်ကိုအောင်မင်းကိုဥကတော်တော်ပြောလိုက်တယ်တမီးဘက်ကဥရက်တည်ပြီးတယ်ကိုအောင်မင်းနဲ့တမီးနဲ့တခါတော်တော်ဖြစ်ကြတယ်လေဒီကိုအောင်မင်းဆိုတာတကယ်ကိုဟုတ်လားညင်ညင်ညံညံနဲ့တမီးကိုပြောတာရှိတယ်အဲ့ဒီတော့ကလေကြာတော့ကြာပါပြီအဲ့တော့ဥကရက်တည်ပြီးတော့တမီးကဥဖုံးဆက်လာတယ်ဥဖုံးနံပါတ်စုံစမ်းပြီးတော့အဲ့တော့ကတော့တမီးဖုံးကဥဖုံးထဲမှာရှိတယ်အခုကတော့လည်းဒီဖုံးနံပါတ်တွေလည်းမရှိတော့ဘူးဥဖုံးတွေလည်းရဲကိုအလိုက်ပြီးအမှုတွေပဲဖြစ်တဲ့ခါကျတော့ရဲကိုအလိုက်ရတယ်ဖြစ်တဲ့ဖုံးကနော်အဲ့တော့ဖုံးလည်းဆက်လို့မရနော်သမီးကိုဘယ်လိုမှဆက်သွယ်လို့မရဘူးအဲ့တော့မရတဲ့ခါကျတော့သမီးပြောတာကလည်းဒဇင်ဦးပြောတာကလည်းလိုင်းပေါ်မှာဒဇင်ဦးကဒီလိုပြောနေပါဆိုတော့ကိုချက်ကပြောလိုက်တယ်နော်ကိုချက်ရဲ့ YouTube channel ဆိုတာလူကြည့်များတယ်နော်အဲ့တော့ဦးကပြောသည်ဖြစ်စေမပြောသည်ဖြစ်စေသမီးကိုယ်တိုင်ကတော့ထွက်ရှင်ရတော့နော်ကျမပြောတယ်ဟုတ်တယ်မဟုတ်ဘူးဆိုတော့ငါမင်းဆွေကိုဖမ်းဖို့ပြောရင်တော့သမီးတော်မှားတယ်ဘာလို့ငါမင်းဆွေဆိုတာတယောက်ပဲရှိတယ်ဦးရေးတာမဟုတ်ဘူးအဲ့ဒါဦးအကောက်တုဆိုတာလေသမီးတို့သိမှာပဲနော်ဦးထောင်ကြတော့ကဒီအကောက်တုရဆက်ရင်းနေတာဆက်ရင်းနေတဲ့ကဒီအကောက်တုကိုသမီးတို့ကခုသုံးဆွဲလို့သမီးတို့ကသိတာဗောဗိုလ်ချုပ်ဇော်မင်းထွန်းကိုသူတို့ရေးတယ်ဆိုတာအကောက်တုကိုသမီးတို့ကဝင်ကြည့်နေတာငါမင်းဆွေအကောက်တုကိုအဲ့တော့ငါမင်းဆွေအကောက်တုကိုဝင်ကြည့်တဲ့လူတွေကငါမင်းဆွေအတုမှန်သိတယ်ဘာကြောင့်သိလဲဥထောင်ကြတော့ကလည်းဒီအကောက်ဟာဆက်ရင်းနေတယ်လေဒါရှင်းလေးပဲအဲ့တော့အကောက်တုမှန်တိကြီးနဲ့ဘာဖြစ်လို့ငါမင်းဆွေကိုဖမ်းပါလို့ပြောရလဲအေးအေးယူပါလို့နော်ငါမင်းဆွေကိုအေးအေးယူပါလို့ပြောရင်ဒီငါမင်းဆွေပဲရှိတာလေနော်အဲ့ဒါနော်တခါလဲဥကထောင်ကြပြီဟလာအဲ့လိုတိုင်လို့ပေါ့နော်အကောက်တူကအဲ့ဒီတိုင်တာတော့ဘယ်သူတိုင်နေလဲဥမသိဘူးနော်အဲ့လိုတိုင်ကြလို့နော်အဲ့လိုတိုင်ကြလို့တခါလဲထောင်ကြပြီအခုတခါလဲသမီးကတိုင်နေအဲ့လိုမျိုးငါမင်းဆွေကိုအေးအေးယူဖို့လိုက်ပြောနေတဲ့ခါကျတော့နော်ဥနေနဲ့လဲတခါလဲမှားရင်းပြီးတော့ဥထောင်ချပြီးမဟုတ်ဘဲနဲ့ဥထောင်ချခံရတာနော်ကိုရေးလို့ကိုဟုတ်လို့ထောင်ချခံရတာဒါခံနိုင်တယ်နော်ကိုမဟုတ်ဘဲနဲ့ထောင်ချခံရတာဥနေရမှာနေကြီးဘလောက်ဟုတ်တာဖြစ်မလဲဆိုတာနော်ဥနေရမှာနေကြီးနော်ဘလောက်မတရားဘူးဆိုတာဒါပေမဲ့ထောင်ကထွက်လာတယ်ဒါကဘာပဲဖြစ်ဖြစ်ဥကဒီနိုင်ငံတော်ငြိမ်းချမ်းရေးအတွက်နိုင်ငံတော်မှာပြည်လေသိမြတ်ကြဖို့ထောင်ကထွက်လာတယ်အခုတောက်လျှောက်တလတိတစ်ချက်မှမနာဘူးနော်ည7 နာရီတနာရီလဲဟုတ်လား
ပို့စီတင်ပေးနေတာပဲเนาะနိုင်ငံတော်မှာဒီချိန်ကအရေးကြီးတဲ့ကာလเนาะအရေးကြီးတဲ့ကာလဖြစ်တဲ့အတွက်မအိမ်မနေလှုပ်ပေးခဲ့တယ်နိုင်ငံတော်ပေါ်စေနာထားတယ်ကိုကမဟုတ်မမှန်ထောင်ကျသွားတဲ့ဒါကနိုင်ငံတော်နဲ့မဆိုင်ဘူးเนาะနိုင်ငံတော်နဲ့မဆိုင်ဘူးဒါလူတစုတစ်ဖွဲ့ရဲ့မှားယွင်းမှုလူတစုတစ်ဖွဲ့ရဲ့မယိုးသားမှုကောက်ကျစ်စင်လည်မှုဒါနိုင်ငံတော်နဲ့မဆိုင်ဘူးနိုင်ငံတော်ဆိုတာနိုင်ငံသားများအားလုံးနဲ့ဆိုင်ကိုလူတစုတစ်ဖွဲ့ကမကောင်းရင်နေပါစေလှုပ်ရင်နေပါစေနိုင်ငံတော်ပေါ်တော့ကိုကအမြဲတမ်းတစ္ဆာရှိရအောင်နော်ဘာလို့ဆိုနိုင်ငံတော်ကဒီလူတစုတစ်ဖွဲ့နဲ့မဆိုင်ဘူးနိုင်ငံတော်ဆိုတာဘယ်သူနဲ့ဆိုင်လဲနိုင်ငံတော်ဆိုတာနိုင်ငံသားများအားလုံးနဲ့သက်ဆိုင်တယ်အဲ့တော့ငါ့ကိုတော့လှုပ်တယ်ကွာငါဘာမှမလုပ်တော့ဘူးဒီငင်းချမ်းရေးအတွက်ငါချပစ်ထားမှဆိုမဖြစ်ဘူးလူတိုင်းကကိုကြရနေရကနေနိုင်ငံသားတိုင်းကဒီနိုင်ငံတော်အေးချမ်းသာယာဖို့ပြတိုးတက်ရေးအတွက်ဥယျာဉ်မှမဟုတ်ဘူးလူတိုင်းကြရနေရကနေကိုတတ်နိုင်တယ်လို့လုပ်ပေးရမယ်ဒါဥကလည်းဒါဟိုဟာကြီးဘယ်လိုပြောမလဲဥကလည်းလူစုံကောင်းကြီးလည်းမဟုတ်ဘူးတာမန်နိုင်ငံသားတစ်ယောက်ပဲနော်တာမန်နိုင်ငံသားတစ်ယောက်ပဲကိုကြရနေရကနေနိုင်ငံတော်အေးချမ်းသာယာဖို့ပြရေးအတွက်လုပ်အောင်ဥတို့လူကပို့ပြီးလှုပ်ဖို့လိုတယ်ဘာလို့ဥတို့ကသေတော့မှာကျွန်တော်တို့ကသေတော့မှာမသေခင်လေးမှာလှုပ်ဖို့အချိန်ကလည်းတိတ်နေသွားပြီနော်ကို့အတွက်လည်းအတ္တကြီးပြီးကို့စီးပွားရေးတွေလည်းခြားရမယ့်အရွယ်မဟုတ်တော့ဘူးကိုလောကမှာအများအကျိုးအတွက်ပဲကိုမသေးခင်ကောနေရလုံးနောက်10နှစ်ပေါ့အများဆုံးနော်နေရလုံးနောက်10နှစ်အချိန်ကတော်တော်နည်းသွားပြီနော်တော်တော်နည်းသွားတဲ့အချိန်မှာဒီနိုင်ငံတော်ကြီးငြိမ်းချမ်းမှုဒီနိုင်ငံတော်ကြီးဖို့ပြတိုးတက်ဖို့ကိုစွမ်းသလောက်ကိုနိုင်သလောက်လေးကိုလုပ်ပေးရမယ်ဒါနိုင်ငံသားတိုင်းရဲ့တာဝန်ပဲနော်အဲ့ဒီတာဝန်ရလုပ်နေတာနော်ကိုကဆရာကြီးဟိုဖြစ်ပြီးတော့နော်ဦးစီးဦးဆောင်တိုင်းပြည်ရဲ့ဟိုဟာကြီးပေါ့နော်ဖြစ်ပြီးတော့နော်အဲ့ဒါလိုလုပ်နေတာလည်းမဟုတ်ဘူးနော်အဲ့ဒါတာမန်နိုင်ငံသားပြည်သူတယောက်အနေနဲ့ကိုတတ်နိုင်အောင်လုပ်ပေးနေတာဒါပါပဲအဲ့တော့ကိုမတရားထောင်ချခံလိုက်ရတယ်မဟုတ်ဘဲနဲ့နော်မဟုတ်မမှန်ပဲနဲ့ကိုအကောက်လုံးဝမဟုတ်ပဲနဲ့အဲ့ဒီအကောက်ကရေးတဲ့ဟာနဲ့ထောင်ကျသွားတယ်ဒါပေမဲ့အဲ့လိုထောင်ကျသွားတဲ့အတွက်ငါနိုင်ငံဒါငါမလုပ်တော့ဘူးဥမိသားစုတွေပြောတယ်မလုပ်ပါနဲ့တော့ဒီလိုမလုပ်နဲ့တော့သူတို့မကြိုက်ဘူးနော်သူတို့မကြိုက်ဘူးဒါသူတို့ဘက်ကကြည့်မှန်တယ်နော်ဥဘက်ကကြည့်ရင်တော့မလုပ်လို့မဖြစ်ဘူးကိုလွဲသေးတော့မယ်ကိုတတ်နိုင်တယ်လို့လုပ်သွားပေးမယ်ကိုအာဏာရဖို့လည်းမဟုတ်ဘူးကိုစီးပွားချမ်းသာဖို့လည်းမဟုတ်ဘူးဟုတ်လားကိုအာဏာကိုရွေးကောက်ပွဲဝင်ဖို့နာမည်ကောင်းယူပြီးတော့ဟုတ်လားပြည်သူထောက်ခံအောင်စီးယုံနေတာလည်းမဟုတ်ဘူးကိုလုပ်နေတာကအရန်ကိုဟုတ်လားဒါကအာဏာရဖို့လုပ်နေတဲ့ပါတီနိုင်ငံရေးလည်းမဟုတ်ဘူးနော်တကယ်အမျိုးသားနိုင်ငံရေးအစစ်အမှန်ကိုလုပ်နေတာအဲ့တော့ဒါကလုပ်ရမယ်ဒါနိုင်ငံသားတိုင်းမှာဒီတာဝန်ရှိတယ်နိုင်ငံသားတိုင်းမှာနော်အဲ့နိုင်ငံသားတိုင်းတာဝန်ကိုနိုင်ငံသားတစ်ယောက်အနေနဲ့လုပ်နေတာပဲရှိတယ်နော်တခြားဘာမှမရှိဘူးဗျတခြားဘာမှမရှိဘူးအဲ့တော့ကျွန်တော်ပြောချင်တာဒီရွေးကောက်ပွဲပြီးသွားရင်နော်အစိုးရတက်လာမယ်ဘယ်လိုဆက်သွားကြမလဲကျွန်တော်တို့နိုင်ငံနော်ကျွန်တော်တို့နိုင်ငံဘယ်လိုဆက်သွားမလဲအဲ့ဒါလေးကိုပြောချင်တယ်ဗျဒီရွေးကောက်ပွဲကပြီးတော့မှာပါနော်ဒီဇန်နဝါရီလထဲမှာရွေးကောက်ပွဲပြတ်သွားမှာပေါ့နော်ဇန်နဝါရီ25ရက်နေ့မှာတော့တတိယအကြိမ်ပေါ့နော်တတိယအတုပ်လုပ်ပြီးရင်ဒီဇန်နဝါရီလထဲမှာလာမယ့်ဇန်နဝါရီလထဲမှာရွေးကောက်ပွဲပြီးသွားမယ်နော်တစ်လပဲကြံတော့တယ်ရွေးကောက်ပွဲပြီးဖို့ဆိုတာရွေးကောက်ပွဲပြီးရင်လွတ်တော်လာမယ်အစိုးရတက်လာမယ်ဟုတ်လားနော်အဲ့ဒီခါကျရင်ကျွန်တော်တို့မှာနော်အေးချမ်းကောင်းမွန်စီစီလုံးလုံးနဲ့ကျွန်တော်ဆန္ဒကဆက်သွားခြင်းတယ်နော်ဆက်သွားခြင်းတယ်အဲ့ဒီနေရာမှာအရေးကြီးဆုံးကကျွန်တော်တို့တွေအမျိုးသားပြန်လည်တင့်မြတ်ရေးအမျိုးသားညီညွတ်ရေးပေါ့နော်အဲ့ဒါအရေးကြီးတယ်နော်အရေးကြီးအတွက်ကျွန်တော်ယူဆရတော့ဟုတ်လားအမတော်အောင်ဆန်းစုကြည်ကိုလွှတ်စေခြင်းတယ်ဒါကကျွန်တော်ရဲ့ခံယူချက်ယုံကြည်ချက်
ကျွန်တော်မှားခြင်းမှားမယ်မှန်ခြင်းမှန်မယ်ပေါ့ဒါပေမဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ကျွန်တော်ရဲ့ဟုတ်လားယုံကြည်ချက်ကျွန်တော်ရဲ့ခံယူချက်တို့တော့ကျွန်တော်ပြောခွင့်ရှိတယ်เนาะ AACC ဥပဒေပေါင်းတွင်ကျွန်တော်ပြောတယ်เนาะဒီကိစ္စအတွက်နဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက်တိုင်းပြည်မှာစူပူဖို့အကြမ်းဖက်ကြဖို့เนาะကျွန်တော်မပြောဘူးဘယ်တော့မှမပြောဘူးเนาะဒီဟာလိုလည်းကျွန်တော်မကြိုက်ဘူးเนาะနိုင်ငံကိုမတီမငြိမ်ဖြစ်အောင်ဟုတ်လားဒါကိုအကြောင်းပြပြီးနိုင်ငံတော်မတီမငြိမ်ဖြစ်မဲ့စူပူဆန္ဒပြရာကနေအကြမ်းဖက်မှုတွေเนาะဖြစ်လာမယ်ဆိုရင်เนาะမကောင်းဘူးเนาะအဲ့ခါကျရင်တီကြီးထိခိုက်မှုတွေရောမီးရှို့မှုတွေအများကြီးပေါ့ဗျာเนาะတလောကကြည့်เนาะအခုဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခဏခဏဖြစ်နေတယ်เนาะဒါမျိုးတွေเนาะဒါမျိုးတွေကိုလည်းကျွန်တော်တို့ကမဖြစ်စေချင်ဘူးသို့တော့ကျွန်တော်ယူဆတော့အမဆုကိုလှုပ်ပေးလိုက်ရင်เนาะပို့ပြီးတော့ပေါ့เนาะဒါလည်းအမဆုပေါ်လည်းမူတည်သေးတယ်လွတ်လာပြီးမှ तू ကအရင်တော့ကလိုပဲဟုတ်လားတိုင်းပြည်မတီမငြိမ်တတ်တဲ့ပြည်သူသဘောကွဲအောင် तू လုပ်နေရင်တော့ဒါလည်းမကောင်းဘူးဗျเนาะဒါပေမဲ့လွတ်တဲ့နေရာမှာတော့သူ့နဲ့တေချာဆွေးနွေးပြီးတော့เนาะ तू ကလည်းဒီတတ်မတော်တဲ့ပြည်သူသဘောကွဲအောင်သဘောထားကွဲအောင်ဒေါ်ဆန်းစုကြည်အများကြီးလုပ်ခဲ့တယ်เนาะဒါကလည်းဒီဟာတွေကိုလည်းကျွန်တော်တို့ဟိုဟာတွေမှာကျွန်တော်နိုင်ငံပိုင်သတင်းစာတွေမှာလည်းကျွန်တော်သူ့ကိုထောက်ပြဝေဖန်ခဲ့တာတွေအများကြီးရှိတယ်เนาะကျွန်တော်နဲ့သူနဲ့တာလည်းတိတ်အဆင်ပြေတာမဟုတ်ဘူးเนาะအဲ့တော့သူအာဏာရစဉ်တော့လည်းသူ့ကိုဝေဖန်လို့ဟုတ်လားသူ့ကိုဝေဖန်လို့ကျွန်တော်ထောင်ချခဲ့တာပဲเนาะသူ့ကိုဝေဖန်လို့ဟုတ်လားသူ့ကိုဝေဖန်တဲ့အချက်တွေပေါ့เนาะအများကြီးเนาะအများကြီးအဲ့ဒါနဲ့သူထောင်ချခဲ့တာပဲကျွန်တော်เนาะဟိုဘယ်လိုပြောမလဲဆိုအခုကတော့ကျွန်တော်နိုင်ငံတော်ကောင်းစေခြင်းလို့တကယ်ကောင်းစေခြင်းလို့เนาะသူလွတ်လိုက်ရင်သူ့ကိုလွတ်စေခြင်းနဲ့နိုင်ငံသားတွေကပြည်သူတွေကလည်းတော်တော်များများရှိတယ်เนาะအဲ့တော့မှဒေါ်ဆန်းစုကြည်လွတ်လာမယ်တိုင်းပြည်အခုဟုတ်လားဆစ်ဆက်သွားမယ်တိုင်းပြည်မှာတကယ်ကျွန်တော်တို့ကငြိမ်းငြိမ်းချမ်းချမ်းနဲ့ဟုတ်လားဒီအကြမ်းမဖက်တဲ့လမ်းစဉ်နဲ့ပေါ့เนาะနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့လမ်းစဉ်တရားပေါ်လာအောင်ဒေါ်ဆန်းစုကြည်ကလည်းကူညီပေးမယ်เนาะဒါကလူတိုင်းကူညီရမှာပဲเนาะဒီနိုင်ငံတော်မှာအကြမ်းမဖက်တဲ့လမ်းစဉ်ပေါ့เนาะထုံးကားလာအောင်အကြမ်းမဖက်တဲ့တရားထုံးကားလာအောင်ဒါလုပ်ပေးရမှာနိုင်ငံသားတိုင်းရဲ့တာဝန်ပဲဒါပေမဲ့ဒီတာဝန်ကိုကျွန်တော်လုပ်နေတာကျွန်တော်လုပ်ခဲ့တယ်နှစ်အများကြီးကျွန်တော်လုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်နဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့မတူဘူးเนาะသူကအများကြီးဩဇာတက်ရောက်မှုရှိတယ်သူအင်အားအများကြီးရှိเนาะသူအင်အားအများကြီးရှိတယ်သူကဩဇာကြီးတယ်ဗျအဲ့ဒါကြောင့်သူ့လွတ်စေချင်တာကျွန်တော်ကเนาะတိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လွတ်စေချင်တာမဟုတ်ဘူးเนาะအဲ့တော့သူ့မှာလည်းအသက်80ကျော်ပြီသူ့မှာလည်းအချိန်သိမ့်မရှိတော့ဘူးเนาะသူ့ရဲ့တိုင်းပြည်လူထုထောက်ခံမှုကိုရလာတဲ့သူ့အနေနဲ့ဒီတိုင်းပြည်ကောင်းအောင်ဒီလူထုရဲ့အင်အားနဲ့တိုင်းပြည်ကောင်းအောင်เนาะသူလှုပ်သွားပေးစေခြင်းတယ်เนาะလှုပ်သွားပေးစေခြင်းတယ်အဲ့ဒါလေးကြောင့်ကျွန်တော်ပထမဆုံးပြောချင်တာကဒီရွေးကောက်ပွဲပြီးသွားရင်ပေါ့เนาะအမဒေါ်ဆန်းစုကြည်ကိုလွတ်မြောက်စေခြင်းတယ်เนาะလွတ်မြောက်ဖို့လဲကျွန်တော်ဒါမနေ့ကကျွန်တော်เนาะကျွန်တော်တင်လိုက်တယ်เนาะကျွန်တော်ပြောတယ်နိုင်ငံတော်အကြီးအကဲဟာလားဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုအခုလောက်ပိုင်ခွေးစီစဉ်ကာလပေါ့အစိုးရတရားမပေါ်ခင်ကာလမှာအကူလိုက်နေနဲ့တက်ချုပ်ကြီးနေနဲ့လောက်ပိုင်ခွေးအာဏာရှိတဲ့အချိန်မှာအမစုကိုလွှတ်သွားပေးပါเนาะလွှတ်သွားပြီးတော့ဆိုတော့သူတို့အချင်းချင်းတော့ညှိနှိုင်းရမှာပေါ့เนาะညှိနှိုင်းရမှာပေါ့ညှိပြီးတော့အမစုရဲ့သဘောထားတကယ်ပဲတိုင်းပြည်ပေါ့ဟုတ်လားစိတ်စေတနာကောင်းနေဆိုရင်လွတ်ပေးသင့်တယ်เนาะအဲ့ဒါလေးကိုလည်းကျွန်တော်မနေ့ကတင်ပြတယ်เนาะဒါတစ်ချက်ပေါ့เนาะဒေါ်ဆန်းစုကြည်ဟိုဒီလွတ်ပေးစီခြင်းနဲ့ဒီရွေးကောက်ပွဲပြီးသွားရင်ပြည်တော်စုနေ့လောက်ပေါ့เนาะလာမယ့်ပြည်တော်စုနေ့လောက်မှာပြည်တော်စုနေ့မှာလဲဒါကျွန်တော်တို့နိုင်ငံတော်ကြီးကတက်ချုပ်ကြီးအနေနဲ့ပြည်တော်စုနေ့မှာသူတက်လာတဲ့အချိန်ပေါ့เนาะသူစတာဝန်ယူတဲ့2021ပြည်တော်စုနေ့မှာလဲအဲ့လိုအကျဉ်းသားတွေကျွန်တော်အပါအဝင်ဒေါက်တာအေးမောင်တို့เนาะအကျဉ်းသားတွေတော်တော်များများပြည်တော်စုနေ့မှာလွှတ်ပေးခဲ့တယ်ဒါတက်လာတဲ့ချိန်စတက်တာနဲ့အခုဒါကဒီ
ဒီဘုရုံမူကြီးမင်းအောင်လှိုင်အနေနဲ့အခုတာဝန်ယူတဲ့ကာလဟာပြီးဆုံးတော့မယ်နော်ဟိုစတက်တုံးကလွတ်ပေးသလိုပြီးဆုံးတဲ့အချိန်ပြည်တော်စုနေမှာလဲအဲ့လိုလွတ်သိလွတ်တိုက်တဲ့ပုံကူများကိုနော်လွတ်ပေးဖို့ပေါ့နော်အဲ့ဒါလေးလဲကျွန်တော်ဖြစ်စီခြင်းတယ်ဒါရွေးကောက်ပွဲအလွန်ကာလမှာပေါ့နော်ပြည်တော်စုနေမှာအဲ့လိုလေးလွတ်ပေးစီခြင်းတယ်နော်အဲ့ဒါလေးကိုလည်းကျွန်တော်ပြောခြင်းတယ်ဗျနော်နောက်တစ်ခုကဘာလဲဆိုတော့အခုတော်တော်လေးကိုလှုပ်ဖြစ်နေတယ်မြစ်ဆုံကိစ္စမြစ်ဆုံနော်မြစ်ဆုံကိုဟာလာတရုတ်နိုင်ငံနဲ့လှုပ်ဖို့နော်ကျွန်တော်တို့လုံးမဲ့အစီအစဉ်ရှိတယ်ဆိုပြီးတော့နော်ဒုတက်ချုပ်ကြီးဒုဗိုလ်ချုပ်မူကြီးစိုးဝင်းကကချင်ပြည်နယ်ခီးစဉ်မှာသူပြောလိုက်တယ်ဗျနော်သူကလည်းအဲ့ဒီကချင်ပြည်နယ်မှာဟိုတိုင်းမှုတောင်ရောနော်အဲ့ဒီခေတ်ကနော်ကချင်ပြည်နယ်ရဲ့ဥက္ကဋ္ဌတာဝန်အေဂျင့်တာရင်နဲ့ကချင်ပြည်နယ်အေဂျင့်တာရင်နဲ့ဖို့ပြိုးရေးကောင်စီပြည်နယ်ဥက္ကဋ္ဌတာဝန်ကိုလည်းထမ်းဆောင်ခဲ့ဘူးတယ်ဒုဗိုလ်ချုပ်မူကြီးစိုးဝင်းအဲ့ဒီမှာတိုင်းမှုတာဝန်ထမ်းဆောင်ခဲ့ဘူးတာပေါ့နော်အဘရွှေလက်ထက်ကနော်တမတော်ဆိုရလက်ထက်ကထမ်းဆောင်ခဲ့ဘူးတော့သူကချင်ပြည်နယ်ခီးစဉ်မှာအဲ့ဒါပြောလိုက်တယ်ဒီတရုတ်နဲ့ဒီမြစ်ဆုံကိစ္စပြန်လုပ်မယ်ဆိုတော့အဲ့ဒီပေါ်မှာအခုဒါကိုလည်းနိုင်ငံရေးရတာလှုပ်ချော်နေကြတာပေါ့မြစ်ဆုံမလှုပ်သိမ့်ဘူးလို့ပါလို့เนาะအမျိုးမျိုးเนาะပြောနေကြတယ်ဆိုတာတော့เนาะကျွန်တော်တို့သဘောကเนาะကျွန်တော်တို့ကတော့ဒီတိုင်းပြည်အကျိုးတိုင်းပြည်ဟိုတာပဲကြည့်တယ်เนาะအဲ့တော့ဒီမြစ်ဆုံကြီးမလှုပ်ခဲ့တာကတော်တော်ကျွန်တော်တို့မှားသွားတယ်ဟိုတည်းကအမှ2011ထဲကလောက်ရမှာเนาะတရုတ်နဲ့လည်းစာချုပ်ချုပ်ပြီးပြီစာချုပ်ကအဘဆွေလက်ထက်ကချုပ်ခဲ့တာကိုသမ္မတကြီးဦးသိန်းစိန်တက်လာတဲ့ခါကျတော့ဟုတ်လားတနိုင်ငံလုံးကဒီခါတည်းသူတို့ကမီဒီယာနီးနဲ့မလုတ်သိမ့်ဘူးဆိုပြီးတော့เนาะသူတို့ဘက်ကလှုပ်ရှားမှုတွေလုပ်လာတယ်เนาะမလုတ်သိမ့်ဘူးဆိုတဲ့ဘက်ကเนาะမလုတ်သိမ့်ဘူးဆိုတဲ့ဘက်ကအဲ့ဒါကြောင့်သမ္မတကြီးကလည်းမလုတ်တော့ဘဲနဲ့ဒါကိုဆွေးဆိုင်လိုက်တယ်လုံရင်လဲအဲ့ဒီချိန်မှာဟိုဘယ်လိုပြောမလို့နိုင်ငံတော်မှာစူပူအကြမ်းဖက်မှုတွေထိဖြစ်လာနိုင်တဲ့အနေအထားမျိုးလည်းဖြစ်သွားမယ်သူတို့ရဲ့လှုပ်ဆော်မှုဟာတအားဟိုတာဖြစ်တာတအားကောင်းတာเนาะဒီမြစ်စုံမလုံးသိမ့်ဘူးဆိုပြီးတော့မဟုတ်တာတွေပြောတာသူတို့ကဒီအမေရိကန်အုပ်စုကเนาะအမေရိကန်အုပ်စုကဒီမြစ်စုံကိုလုံးဝမပေးလို့ချင်ဘူးเนาะတရုတ်နိုင်ငံကဒီလျှက်စစ်တွေရသွားမှာကိုရောကျွန်တော်တို့နိုင်ငံเนาะအမေရိကန်နဲ့တဟဇာတမ်းဖြစ်တဲ့ကျွန်တော်တို့နိုင်ငံဒီဖို့ပြတိုးတက်လာမှာကိုရောမလိုလားတော့ဒီမြစ်ဆုံကြီးကိုအတင်းတိုက်ဖြတ်နေတာတွေကလည်းတကယ်ကိုเนาะအဲ့တော့ဒီမြစ်ဆုံတဲ့အေယာဝတီမြစ်ဆိုတာမေခဒီမြစ်ဆုံကနေဒီကျွန်တော်တို့ပင်လယ်ထဲကိုစီးဝင်တဲ့ဒီတိုင်းမိုင်600ကျော်လောက်ပဲရှိတယ်ကမ္ဘာပေါ်မှာမိုင်4000ရှိတဲ့မြစ်တွေမိုင်3000ရှိတဲ့မြစ်တွေမိုင်2000ရှိတဲ့မြစ်တွေမိုင်1000ကျော်တဲ့မြစ်တွေအများကြီးအေယာဝတီမြစ်ဆိုတာသေးသေးလေးပါကမ္ဘာမြစ်တွေထဲမှာပြောရင်အေယာဝတီမြစ်ဆိုတာသေးသေးလေးအဲ့ဒါကိုတကယ်မဟာမြစ်ကြီးတကယ်ဟိုရာကြီးကိုပြောပြီးတော့เนาะဒီမြစ်ဆိုတာမလုပ်သင့်ဘူးအဲ့တော့မိုင်4000လို့မိုင်3000လို့ရှိတဲ့เนาะကမ္ဘာမြစ်တွေအသီးသီးမှာဒဏ်တွေလောက်ထားတာကြာပြီနှစ်ပေါင်းများစွာအဲ့တော့ဒီမြစ်ကြီးတွေတိမ်ကောပပြောက်တာလည်းမရှိဘူးဘယ်ဓမ္မဟုတ်လားပြိုကျသွားတယ်ဆိုတာလည်းမရှိဘူးငလင်လှုပ်လို့ငလင်လှုပ်တယ်ဆိုတာမြန်မာနိုင်ငံတနိုင်ငံတည်းမဟုတ်ဘူးငလင်ကအများကြီးလှုပ်နေတာပဲနိုင်ငံသီးသီးမှာငလင်တွေလှုပ်တယ်မြန်မာပြည်မှာလှုပ်တဲ့ငလင်ထက်အများကြီးပြင်းထန်တယ်ဘယ်ရီကတာငလင်လှုပ်လို့ပြိုသွားလဲနော်အခုမန္တလေးမှာလှုပ်တဲ့ငလင်ဘယ်လောက်ပြင်းထန်လဲအဲ့လိုပြင်းထန်တဲ့ချိန်မှာမန္တလေးနားမှာဆယ်တော်ကြီးတို့ဟုတ်လားမန္တလေးနဲ့ကပ်ရဲ့ဆယ်တော်ကြီးမတရားမှာနော်အဲ့ဒါမြေသားနဲ့ပဲလှုပ်ထားတယ်ကွန်ကရစ်ဒဏ်တော်မဟုတ်ဘူးမြေသားတမန်နော်ဆယ်တော်ကြီးတမန်ကြီးကပြိုကျသွားလားအဲ့တော့မန္တလေးနားမှာရဲရွာရေရလျက်စစ်နော်အဲ့ဒါတော့ကွန်ကရစ်ဒဏ်အခုမြစ်ဆုံလှုပ်တယ်လို့ပဲကွန်ကရစ်နဲ့
ကွန်ကရစ်လောင်ပြီးတော့လုံမှာပိုခိုင်တာပေါ့အဲ့ဒီမန္တလေးနာကဟာလာမဂါဝါ800လောက်ထွက်တဲ့နော်ထွက်တဲ့ရေအားလျက်စစ်ကြီးရောအဲ့ဒီဒဏ်ကြီးကနည်းနည်းလေးအပ်သွားတာဘာမှမဖြစ်ဘူးနော်အဲ့တော့ကဘာပေါ်မှာလဲငလင်လှုပ်လို့ပြိုကျသွားတဲ့ဒဏ်တွေရှိဘူးလားအဲ့ဒီဒဏ်ကြီးပြိုငလင်လှုပ်ရင်ပြိုမယ်ဆိုတာကိုသူတို့အကြောင်းပြတယ်နော်အရာဝတီမြစ်ကြီးတိမ်ကောပြောက်ကိုသွားမှာကိုအကြောင်းပြတယ်အဲ့တော့ကဘာပေါ်မှာအမေရိကန်မှာလဲမီဇူရီတို့မစ်စစ်စပီတို့နော်ကဘာပေါ်မှာအစီဆုံးဖြစ်တဲ့နိုင်မြစ်တို့အခုကျွန်တော်တို့အာရှမှာကျွန်တော်တို့နဲ့ကပ်ရဲ့လာအိုနိုင်ငံမှာမဲခေါင်မြစ်နော်မဲခေါင်မြစ်ဆိုတာမိုင်2000ကျော်ရှိတယ်မဲခေါင်မြစ်ကမိုင်2000ရှိတာကျွန်တော်တို့အရာဝတီမြစ်ကမိုင်600ကျော်ပဲရှိတာကျွန်တော်တို့3ဆကျော်ရှိတဲ့မဲခေါင်မြစ်ကိုလာအိုနိုင်ငံမှာနော်လာအိုနိုင်ငံမှာပိတ်ပြီးလာအိုကကျွန်တော်တို့မြစ်ဆုံမလုပ်တော့လာအိုကတရုတ်ဈေးကွက်ကိုရသွားတာကျွန်တော်တို့မလုပ်တော့သူတို့အဲ့ဒီမဲခေါင်မြစ်ကိုပိတ်ပြီးတော့အစစ်စစ်ပိတ်ပြီးလုပ်တော့သူတို့တွေတရုတ်နဲ့ထိုင်းကိုသူတို့လျှက်စစ်ရောင်းစားတာအခုလာအိုကကျွန်တော်တို့ထက်တာသွားပြီကျွန်တော်တို့ထက်ဖို့ပြိုသွားပြီကျွန်တော်တို့နိုင်ငံသားတွေကလာအိုမှာအလုပ်သွားလုပ်ရတဲ့အခြေအနေဖြစ်သွားပြီအဲ့တော့အစိုးရကိုဆဲကြတယ်လာအိုကတော့ဒုထက်တိုးတက်သွားပြီဆိုတော့တိုးတက်မှာပေါ့သူကကျွန်တော်တို့မြစ်ဆုံမလုပ်တဲ့အတွက်ကျွန်တော်တို့မြစ်ဆုံလုပ်လိုက်ရင်အဲ့ဒီလာအိုကအဲ့ဒီဈေးကွက်ကိုရမှာမဟုတ်ကျွန်တော်တို့မလုပ်လိုက်တော့သူတို့ကောက်လုပ်လိုက်တာနော်မဲခေါင်မြစ်နော်မဲခေါင်မြစ်ဆိုတာသူ့နိုင်ငံတည်းကိုစီးဝင်တယ်နော်မဲခေါင်မြစ်ဆိုတာတရုတ်ပြည်ကနေမှလာအိုကနေမှထိုင်းမြန်မာနောက်ကမ္ဘောဒီးယားဗီယက်နမ်နော်အဲ့လိုနိုင်ငံပေါင်း6နိုင်ငံလောက်ကိုဖြတ်စည်းနေတဲ့မိုင်2000ကျော်တဲ့မြစ်ကြီးနော်အဲ့ဒါကြီးရောငလင်လှုပ်လို့ပြိုသလားအဲ့ဒီမဲခေါင်မြစ်ကြီးရောပျောက်ကွယ်သွားသလားအဲ့တော့ဒဏ်ကြီးလှုပ်လို့ပျောက်ကွယ်မယ်ပြောတာမြစ်ကြီးပျောက်သွားမယ်အခုဘာမှမကြည့်နဲ့စစ်တောင်းမြစ်ကိုလည်းကျွန်တော်တို့စစ်တောင်းမြစ်ဖြားမှာပိတ်ပြီးတော့နော်ပေါင်းလောင်းရေအားလျက်စစ်ဆိုပြီးတော့ဒီကျွန်တော်တို့ပြင်းမနာမှာနော်ကျွန်တော်ပိတ်ပြီးတော့ရေအားလျက်စစ်ကြီးထုတ်နေတယ်နော်ထုတ်နေတာကြာပြီ10နှစ်လောက်ရှိပြီတဲ့10နှစ်အဲ့တော့စစ်တောင်းမြစ်ကြီးရောဘာဖြစ်လဲဘာမှမဖြစ်ဘူးတိမ်ကောပျောက်ပြတ်သွားခြင်းမရှိဘူးနော်စစ်တောင်းမြစ်လည်းကျွန်တော်တို့မြန်မာနိုင်ငံတွေကမြစ်ကြီးတစ်စင်းထဲမှာပါလာပဲကျွန်တော်ကြိုက်ထုံမှာနေတာပဲနော်အဲ့တော့သူတို့ပြောနေတာတွေကလုံးဝအဓိပ္ပာယ်မရှိတာလေအဲ့ဒီစစ်တောင်းမြစ်ဖျားမှာလှုပ်လိုက်လို့စစ်တောင်းမြစ်ကြီးဟာနွေအခါမှာပို့ပြီးတော့အရင်ကထက်များလာတယ်အဲ့ဒါတောင်ငူကလူတွေမေးကြည့်ဒီစစ်တောင်းမြစ်ဘေးကလူတွေအကုန်လုံးမေးကြည့်အရင်တော့စစ်တောင်းမြစ်ကဒီတောင်ငူနာအောက်နာထန်းတပင်နော်ထန်းတပင်နဲ့တောင်ငူအဲ့ဒီရေအားလျက်စစ်မလုပ်ခင်တော့စစ်တောင်းမြစ်ကဒီတောင်ငူအောက်ကထန်းတပင်ပေါ့နော်တောင်ငူနဲ့4မိုင်ပဲဝေးတယ်အဲ့ဒီမှာစစ်တောင်းမြစ်ကနွေခါဆိုရင်ရေဟာ1000လောက်ပဲရှိတယ်1000ကျော်နွေမှာစစ်တောင်းမြစ်ကရေမရှိဘူးအခုအဲ့ဒီစစ်တောင်းမြစ်ကိုအဲ့ဒီနွေခါနော် March April လမှာတော့ကြည့်ကျွန်တော်ကိုယ်တိုင်ရောက်တယ်ကျွန်တော်ကိုယ်တိုင်အဲ့ဒီ2015လောက်ကကျွန်တော်အဲ့ဒီထန်းတပင်ကိုရောက်သွားတယ်ထန်းပင်ရောက်သွားတဲ့အချိန်မှာကျွန်တော်ကကားနဲ့သွားတော့ဖုန်နေနဲ့နေပူတော့ကျွန်တော်ရေဆင်းချိုးတာအဲ့ဒီစစ်တောင်းမြစ်ဘေးမှာလူအရက်မြုပ်တယ်မြစ်ကြီးကနွေခါမှာဟိုတော့ကအဲ့ဒီဒေသကနေပြောတယ်အဲ့ဒီမြစ်ဖျားမှာဆယ်ကြီးမလုတ်ခင်ကရေကနွေခါဆိုဒူးကောင်းလောက်ရှိတယ်အဲ့တော့နွေခါမှာစစ်တောင်းမြစ်ကြီးကပို့ပြီးတော့များလာဘာကြောင့်လဲရေအားလျက်စစ်လုပ်တဲ့အတွက်သူတို့မိုးတွင်းတွေကလှောင်ထားတဲ့ရေတွေကိုနွေခါမှာလည်းသူတို့လွတ်ချနေရတယ်ရေအားလျက်စစ်ဒီဟာကြီးမလုပ်ရင်နွေခါမှာရေမရှိတော့အဲ့ဒါကို
သူတို့ပြောနေတာအေယာဝတီမြစ်ဆုံကြီးလှုပ်လိုက်ရင်အေယာဝတီမြစ်ကြီးကຫນွေခါမှာခန်းချောက်သွားမယ်ခန်းချောက်သွားပြီးတော့ဟိုဆားငံမြို့ဝကျွန်းပေါ်ဒေသတွေမှာဆားငံပင်လယ်ကြီးကပို့ပြီးတက်လာမယ်ဆားငံကြီးတွေနဲ့ပိုများလာပြီးတော့လေတွေပြက်စီးမယ်အဲ့ဒါလုံးဝမှားကျွန်တော်တို့စစ်တောင်မြစ်ဝါမှာကျွန်တော်တို့စားခွင်းတွေရှိရကြိုက်ထုတ်မှာအဲ့ဒီဆယ်ကြီးလှုပ်လိုက်တဲ့အတွက်ရေငံနှုံနေသွားတယ်ကျွန်တော်စားလုပ်တဲ့လူတွေကပိုသိတယ်အဲ့ဒီဆယ်မလှုပ်ခင်ကစစ်တောင်မြစ်ဒီကြိုက်ထုတ်မှာရေပုံငန်းတယ်အဲ့ဒီကຫນွေခါမှာရေတွေလွှတ်ချနေတော့ပင်လယ်ကတက်လာတဲ့ရေကရေဂျိုတွေနဲ့ရောပြီးတော့ရေသိမ့်မငန်တော့ဟုတ်သူတို့ပြောနေတာရေငန်နှုံးတွေတက်လာမယ်မြစ်ကြီးပျောက်သွားမယ်ဒါတွေကလက်တွေ့မှာလုံးဝမှားနေတာအဲ့ဒီမလုံးစေခြင်းနဲ့ပညာရှင်တွေကဟုတ်လားသူတို့ဖောင်ဒေးရှင်းတွေနဲ့အကူအညီငွေတွေရတယ်မလုံးတဲ့ဘက်ကလူတွေကဖောင်ဒေးရှင်းတွေကဟုတ်လား CIA မှာပတ်စံတွေအများကြီး American CIA မှာဖောင်ဒေးရှင်းတွေအမိခံပြီးတော့သူတို့တွေပတ်စံရတယ်အဲ့ဒီမလုံးအောင်မြစ်ဆုံမလုံးအောင်ပြောတဲ့ကောင်တွေအကုန်လုံးပတ်စံရနေတာကျွန်တော်ကလောက်ပါလို့ပြောတာကျွန်တော်မှလည်းဘာမှအကျိုးရှိတာမဟုတ်ဘူးကျွန်တော်လည်းဘာပတ်စံတပြားရတာမဟုတ်ဘူးနော်ကျွန်တော်လုတ်ဖြစ်ရင်ကျွန်တော်နိုင်ငံသားအားလုံးအကျိုးရှိမယ်ကျွန်တော်တို့လည်းမကြခင်သိတော့မယ်ဒါကြောင့်တိုင်းပြည်ကိုဟိုတာဖြစ်အောင်ပြောတာအဲ့တော့အခုကျွန်တော်ပြောတာတွေမှားသလားကျွန်တော်လက်တွေ့နဲ့ကျွန်တော်ပြောနေတာနော်မြစ်ကြီးမပြောက်ွယ်သွားနိုင်ဘူးနော်ငလင်လှုပ်လည်းမပြိုသွားနိုင်ဘူးပြိုတဲ့ထုံးစံလည်းမရှိဘူးဒါအခုနောက်ဆုံးပုံဤပညာရည်နဲ့လုပ်မှာဟုတ်လားဒီဒဏ်ကြီးကိုကွန်ကရစ်ဒဏ်ကြီးမြေသားနဲ့လှုပ်တဲ့တမန်တွေမတရားမှာဟုတ်လားဆယ်တော်ကြီးတမန်ကြီးတော့မန္တလေးငလင်မှာမပြိုဘူးဟုတ်လားမြစ်ငယ်မြစ်ကိုဖြတ်ပိတ်ထားတဲ့ရေအားလျက်စစ်မဂါဝတ်800လောက်ထုတ်တဲ့ရေအားလျက်စစ်လည်းဘာမှမဖြစ်ဘူးငလင်လောက်ကြောက်တော့မပြိုနိုင်ဘူးငလင်လှုပ်လို့ပြိုသွားတဲ့ဒဏ်ဆိုတာကဘာမှမရှိဘူးအဲ့တော့တမားနိုင်ငံအသီးသီးမှာလည်းဒီရေအားလျက်စစ်လှုပ်တယ်ရေအားလျက်စစ်ဆိုတာပြည့်ဖြိုးမြဲပေါ့နော်ပြန်ပြီးတော့ဒီရေတွေကပြန်ပြေးလာတဲ့အချိန်ကျရင်မိုးရွာရင်ပြန်ရတယ်နော်ဒီစွမ်းရင်ရင်းမြစ်ဆိုတာမကုံသွားဘူးနော်တဘာဝပတ်ဝန်းကျင်ကိုလည်းမထိခိုက်ဘူးနော်ကာဗွန်ဒိုင်အောက်ဆိုက်တို့ဘာလို့လည်းမထွက်ဘူးနော်အနုမြူဓာတ်ပေါင်းဖို့လို့လည်းထပြီးတော့ပောက်ကွဲပြီးတော့တဘာဝပတ်ဝန်းကျင်ပျက်စီးမှလည်းမပူရဘူးနော်ရေအားလျက်စစ်ဆိုတာတဘာဝပတ်ဝန်းကျင်ကိုလည်းနော်လေတုညဉ့်ညာမှုကိုဘာမှမဖြစ်ဘူးနော်အဲ့ဒါကြီးကိုတော့တခုတော့ရှိတယ်ကျွန်တော်တို့ရသိရထိုက်ရဲ့စီးပွားရေးတွက်ချီကြိုက်ရမယ်ကျွန်တော်ပြောတာအခုတရုတ်စီကဘယ်လောက်ရတယ်လဲနော်အဲ့ဒါကိုကျွန်တော်တို့ကြားတာကတော့လျှက်စစ်ကကျွန်တော်တို့15ရာခိုင်နှုန်းပေးမယ် free အလကားပေးမှာ15ရာခိုင်နှုန်းမဂါဝတ်6000ထွက်ရင်ကျွန်တော်ကမဂါဝတ်900ရအောင်နော်မဂါဝတ်900ဆိုတာတိတ်တော့မနှဲလာဘူးအခုကျွန်တော်တို့မှာအခုမောင်းနေတဲ့အားမဂါဝတ်2000လောက်ပဲရှိတယ်ဒါကြောင့်လျှက်စစ်ကမလုံလောက်ဘူးဒီနေ့ဒီချိန်မှာကျွန်တော်တို့လိုနေတာမဂါဝတ်3500လောက်လိုတယ်ကျွန်တော်နိုင်ငံဒီနေ့3500လောက်ရရင်တနိုင်ငံလုံးအဆင်ပြေတယ်ဒါပေမဲ့မဂါဝတ်2000လောက်ပဲထုတ်နိုင်တဲ့အခါကျတော့ကျွန်တော်တို့မှာမီးခဏပြက်တယ်နော်အဲ့တော့မဂါဝတ်900ကျွန်တော်တို့ရအောင်900ဆိုတာကျွန်တော်တို့လိုအပ်ချက်နဲ့ပြောရင်အဲ့ဒါကိုကျွန်တော်တို့က free အလကားရမှာတခါတစ်နှစ်ကိုဒေါ်လာသန်း1 billion ဒါငွေသားရအောင်ဒါအခွန်အခလျှက်စစ်အခွန်အခဒေါ်လာသန်း1,000ရမှာစာချုပ်ထဲမှာအဲ့လိုလိုတော့ကျွန်တော်သိထားတယ်နော်အဲ့လိုမျိုးနော်ဒါကိုလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းအရင်တော့မြစ်ဆုံကိုသူသဘောမတူခဲ့ဘူးနော်သမ္မတကြီးဦးသိန်းစိန်လက်ထက်ကမြစ်ဆုံလောက်တာကိုသူသဘောမတူခဲ့ဘူးသူလည်းအာဏာရလာရောသူအာဏာရရင်ဒီမြစ်ဆုံကိစ္စတွေသူချပြမယ်တရုတ်နဲ့စာချုပ်ကအာဏာရဆိုတော့သူဒီအစိုးရလက်ထက်မှာသူချပြလို့ရပြီဒီစာချုပ်ကိုသူတို့အာဏာရတဲ့အစိုးရလက်ထက်ကိုဒီစာချုပ်ကြီးကရောက်နေပြီအဲ့ဒီစာချုပ်ကိုလည်းသူမချပြသွားရင်ဘူးတကယ်လို့မလုံသိဘူးဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကကိုယ်တိုင်ကအဲ့ဒီချိန်တွေကဒီစာချုပ်ကြီးကိုချုပ်ချပြပြီးတော့
ဒီစာချုပ်မှာကျမတို့ရတာကတော့တော်တော်အခွင့်အရေးနေတယ်နော်နောက်မြစ်ဆုံလှုပ်လိုက်ရင်ကျမတို့နိုင်ငံလည်းဘာတွေထိခိုက်မယ်အဲ့တော့မြစ်ဆုံစီမံကိန်းကြီးကိုကျမတို့ဖျက်တယ်ဆိုပြီးတော့အဲ့ဒီအချိန်မှာဒေါအောင်ဆန်းစုကြည် NLD အစိုးရအာဏာရှိတဲ့အချိန်မှာမြစ်ဆုံစီမံကိန်းကြီးကိုဖျက်သွားလို့ရတယ်သူတို့လုံးဝဒါကိုကန်ဆယ်လုပ်လိုက်လို့ရတယ်သူလည်းမလုပ်သွားဘူးမလုပ်သွားဘူးဆိုတော့ဟာလေသူကိုယ်တိုင်ကလည်းအဲ့ဒီခါကျမှဒီမြစ်ဆုံကလုတ်သိနေလို့ဒေါအောင်ဆန်းစုကြည်ကလည်းယူဆလို့ပဲသူတခွန်းမပြောတော့တခွန်းလေးတောင်မပြောတော့မြစ်ဆုံကိစ္စနော်ဒါပေမဲ့ तू ကနိုင်ငံရေးအာဏာရဖို့ तू ကနိုင်ငံရေးဘာနှက်တယ် तू ပြောလိုက်ရင်2020မှာမဲရော့သွားမှာမြစ်ဆုံလုတ်သိနေလို့ तू ပြောလိုက်ရင်2020မှာ तू အခြေအနေမကောင်းနိုင်သူတို့အာဏာပေါ်မှာတိဆောက်ထားတာကိုဒီပါတီနိုင်ငံရေးတွေကနော်ကျွန်တော်တို့နဲ့မတူဘူးကျွန်တော်တို့ကအာဏာရဖို့ပြောနေတာမဟုတ်ဘူးကျွန်တော်ကိုအခုကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်ကိုထောက်ခံတဲ့လူတော်တော်များလာတယ်နော်ကျွန်တော်သိတယ်အခုကျွန်တော်မြစ်ဆုံကိုလှုပ်သိတယ်လို့ပြောလိုက်တာ ਨੇ ကျွန်တော်မကြိုက်ရတော့ဒါတွေကျွန်တော်ကအကြောင်းမဟုတ်ဘူးကျွန်တော်ကပါတီနိုင်ငံရေးသမားမဟုတ်ဘူးကျွန်တော်ဒေါ်အောင်ဆန်းစုကြည်တို့လိုဟုတ်လားပြည်သူမဲရမှအာဏာရမဲ့လူလည်းမဟုတ်ဘူးအာဏာယူမဲ့လူလည်းမဟုတ်ဘူးအဲ့တော့ तू ကြတော့အလေကြီး तू မပြောဘူးမြစ်ဆုံလှုပ်သိတယ်လို့ तू မပြောဘူးဒါပေမဲ့လှုပ်သိတယ်ဆိုတော့ तू သိလို့ဒီစီမံကိန်းကြီးလည်း तू မဖြတ်ဘူး तू ခောက်ထားတဲ့သားလေးလှုပ်သိတယ်လို့ပြောလိုက်ရင်2020မှာ तू လုံးဝမဲကြပါအောင်ဒေါ်စုကအော် तू မပြောဘူးမပြောဘဲနဲ့ तू တော့2020မှာခင်ဗျားတို့မှတ်မိလားစီချင်းပင်လာတယ်တမရကြီးစီချင်းပင် तू အာနာရှိတဲ့ချိန်ပေါ့နော်ဒေါ်စုရွေးကောက်ပွဲမလုပ်ခင်ပေါ့စီချင်းပင်လာသွားတယ်စီချင်းပင်လာသွားပြီးတော့မြန်မာပြည်နဲ့စာချုပ်တွေတော်တော်ချုပ်သွားတယ်နော်ဒေါအောင်ဆန်းစုကြည်နဲ့စီချင်းပင်နဲ့တော်ချုပ်သွားတယ်တော်ချုပ်ပြီးတော့ဒီ2020ရွေးကောက်ပွဲပြီးလို့ तू အာနာရရင်တရုတ်နိုင်ငံနဲ့အများကြီးဒေါ်စုကလုံးမှာဒါလုံးလဲလုံးတင်တယ်လုံးလဲလုံးတင်တယ်တရုတ်လူကဘာပေါ်မှာအခုစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံကြီးဖြစ်နေပြီအမေရိကန်ထက်တောင်စီးပွားရေးအားကြီးသွားပြီအဲ့တော့ကျွန်တော်တို့ကဒီလိုစီးပွားရေးအားကြီးတဲ့နိုင်ငံကြီးကကျွန်တော်တို့ရဲ့ဈေးကွက်ပဲကျွန်တော်နဲ့အိမ်နာကပ်ရဲ့နော်ကျွန်တော်တို့သူ့နဲ့ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တရုတ်နဲ့ကျွန်တော်တို့ကလက်တွဲပြီးလောက်ရမှာပဲဒေါ်စုရှိနေလောက်ရမှာပဲအဲ့တော့2020မှာဒေါ်စုဒါအာဏာဆက်ရမှာဆိုရင်ဒီမြစ်ဆုံလည်းလုံးမယ်တခြားစီမံကိန်းတွေအများကြီးလည်းတရုတ်နဲ့လုံးမယ်အဲ့ဒါကြရင်ခင်ဗျားတို့ဘာပြောမလဲဘာပြောမလဲကျွန်တော်တို့ကထောက်ခံရမှာပဲဒေါ်ဆန်းစုကြည်ကိုကြိုက်တာမကြိုက်တာကျွန်တော်တို့ဘက်ကတပိုင်းထားတိုင်းပြည်ကောင်းအောင်လုပ်တာထောက်ခံရမှာပဲအဲ့ဒါဆိုရင်ဒေါ်စုကိုတရုတ်ကြုံလို့ပြောမလားဒေါ်စုကဟာလားတရုတ်ရဲ့ဘယ်လိုပြောမလဲမြန်မာပြည်ဟာဟာလားတရုတ်ရဲ့ပြည်နယ်ကြီးဖြစ်သွားပြီဟာလားဒေါ်စုကဒီတရုတ်ရဲ့ပြည်နယ်ရဲ့ဝန်ကြီးချုပ်အစီလောက်ပဲရှိတော့တယ်အဲ့လိုပြောမလားဘယ်အဲ့လိုပြောလို့ရမလားမရဘူးဒီလိုပြောလို့မရဘူးနော်ကျွန်တော်တို့လောက်အောင်ပါပဲအဲ့တော့ဒေါ်စုရှိရင်လေမြစ်ဆုံစီမံကိန်းဟာ2021လောက်ထဲကဖြစ်သွားပြီအခုဒေါ်စုကအာနာဆက်ပြီးတော့မရတော့ဟုတ်လားဒီမဲကိစ္စတွေနဲ့သူလည်းအာနာဆက်မရတဲ့ခါကျတော့မြစ်ဆုံကိစ္စကဒီအခုနတ်ဆက်က9နှစ်မှလည်းလုံးလို့မရပြန်ဘူးတိုင်းပြည်မှာဒီလောက်တိုင်းပြည်ကိုပဲငြိမ်အောင်မနဲ့ထိန်းနေရတာဒီမြစ်ဆုံကြီးတော့လုံးလို့မဖြစ်ဘူးဒေါ်စုသာရှိရင်ဒီမြစ်ဆုံကဖြစ်သွားပြီအဲ့ဒါကျွန်တော်တို့အများကြီးနစ်နာဦးသိန်းစိန်အစိုးရလက်ထက်ကလည်းမဖြစ်လိုက်ဘူး9နှစ်ဒေါ်စု9နှစ်လက်တခါဒေါ်စုကလဲတယ်အဲ့ထဲကလည်း तू မလုံဘူး तू လုံအဲ့ထဲက तू 9နှစ်မှာ तू လုံရင်2020မှာ तू မဲဆုံးတယ် तू မလုံဘူးလုံတဲ့ရဲ့တန်းမလုံဘူးဒါပေမဲ့ तू 2020ပြီးရင် तू လည်းနိုင်ငံရေးကဟာလား10နှစ်လောက်တိုင်းပြည်ကိုအုပ်ချုပ်ပြီးဆိုတော့ तू လည်းအသက်ကြီးလာပြီဆိုတော့2025မှာ तू နိုင်မနိုင်နော်
သူလှုပ်တော့မှာပဲနော်သူလှုပ်တော့မှာပဲအဲ့တော့ကျွန်တော်ပြောချင်တာဒီမြစ်ဆုံကိုတိုက်ဖြတ်နေတဲ့ကောင်းကြီးနော်ဒီအမေရိကန်အလိုကျကျွန်တော်တို့တိုင်းပြည်ကိုဒုက္ခပေးအောင်လုပ်တဲ့ကောင်းကြီးနော်အဲ့ဒီကောင်းကြီးကတကယ်တိုင်းပြည်ကိုဖျက်ပြီးတော့နော်လှုပ်ရှားနေတဲ့ကောင်းကြီးအဲ့ဒီကောင်းကြီးစကားကိုခင်ဗျားတို့မယုံကြနဲ့မြစ်ဆုံကအလွန်လှုပ်တဲ့ဟာတခုကျွန်တော်တို့အတွက်စီးပွားရေးတွက်ချေကိုက်မယ်ဆိုရင်ကျွန်တော်ပြောတာအဲ့ဒီ15ရာခိုင်နှုန်းမီဂါဝတ်ဟာရမယ်တန်း1000ရအောင်သူ့အရင်းနှီးနဲ့လာလုံးမှာအရင်းနှီးကဒေါ်လာတန်း3600ကုန်မယ်3.6 ဘီလီယံအခုဆိုတော့ဒီထက်ပိုများရင်များမယ်နော်ဒါဟိုတုန်းကတွက်ချက်ထားတာ2010လောက်တုန်းကတွက်ချက်ထားတာမြစ်ဆုံကဒေါ်လာတန်း3600ကုန်မယ်ဒါအခုကတော့ကဘာပေါ်မှာလဲဈေးတွေကတက်လာနော်ဘီလာမြေဈေးတန်ချောင်းဈေးဘာညာတက်လာလောက်စာစီဈေးဒါ2010တွက်ချက်ထားတာမြစ်ဆုံဒီဒေါ်လာတန်း3600ကုန်အခုကဒီထက်မကနိုင်ကုန်မယ်ကျွန်တော်တို့လုပ်ရင်ကျွန်တော်တို့မှာဗမာပတ်စံရှိလဲကျွန်တော်တို့မှာပတ်စံရှိရင်တော့ကျွန်တော်တို့လုပ်ပေါ့ပတ်စံရှိတော့မှနီးပညာတရုတ်စီကပဲကျွန်တော်တို့ယူရမှာပတ်စံရှိပေမဲ့ကျွန်တော်တို့စီကအင်ဂျင်နီယာတွေအဲ့လောက်မြစ်ဆုံကြီးကိုကိုယ်အင်ဂျင်နီယာနဲ့ကိုယ်လုပ်နိုင်တဲ့နီးပညာကျွန်တော်တို့မှာမရှိသေးဘူးနော်အဲ့ဒါကိုဒီကဘာပေါ်မှာအကြီးဆုံးရေအားလျက်စစ်ကြီးတွေတိဆောက်နေတဲ့တရုတ်နိုင်ငံကကဘာပေါ်မှာအကြီးဆုံးဒဏ်ကြီးတွေရှိတယ်နော်အဲ့ဒီဒဏ်ကြီးတွေတိဆောက်တဲ့နော်တရုတ်နိုင်ငံကလာလုတ်ပေးမှဖြစ်မယ်နီးပညာအရအဲကျွန်တော်တို့မှာပတ်စံလည်းမရှိဘူးကပတ်စံရှိလို့တရုတ်ကနီးပညာနဲ့လုံနိုင်တဲ့ထားဒီမီဂါဝတ်6000ပါကျွန်တော်တို့လည်းသုံးလို့မကုန်ဘူးလောလောဆယ်မှာတရုတ်ကိုပဲကျွန်တော်ရောင်းအောင်ပါပဲတရုတ်ကိုမရောင်းမဲနဲ့ကျွန်တော်ဘယ်နိုင်ငံကိုတော့ရောင်းမှာလဲဘယ်နိုင်ငံကိုတော့ရောင်းမှာလဲတရုတ်ကိုမရောင်းမဲနဲ့ကျွန်တော်တို့ဂျပန်ကိုရောင်းလို့ရမလားတောင်ကိုရီးယားကိုကျွန်တော်ရောင်းလို့ရမလားဒီလောက်အဝေးကြီးကိုအိန္ဒိယတောင်မှဝယ်မှာမဟုတ်ဘူးအိန္ဒိယတောင်မှသူ့ဟာနဲ့သူလုံလောက်နေတယ်နော်အိန္ဒိယလည်းအဲ့ဒါကိုဝယ်မှာမဟုတ်ဘူးနော်နောက်အိန္ဒိယနဲ့လည်းပို့ဝေးတယ်မြစ်ဆုံတယ်အဲ့တရုတ်ကိုပဲကျွန်တော်ရောင်းအောင်မယ်နော်ကျွန်တော်ပတ်စံနဲ့ကျွန်တော်တို့လုပ်တော့ဟုတ်တော့လားအဲ့တော့ကိုယ်မှလည်းပတ်စံလုပ်ဖို့ဟုတ်လားအခုဆိုရင်ဒေါ်လာတန်းဟိုတော့တန်း3600ကုန်ပြီအခုဆိုဒေါ်လာတန်း9000 6000လောက်ကုန်ဘယ်မှာလဲကျွန်တော်တို့ဒေါ်လာတန်း9000 6000အဲ့တော့ဒါကိုလုပ်ရင်ကျွန်တော်တို့ကတစ်နှစ်ကိုဒေါ်လာတန်း1000ရအောင်အဲ့တန်း1000နဲ့ကျွန်တော်တို့က3နှစ်လောက်ကြာရင်အဲ့ဒီကနေဒေါ်လာတန်း3000ရအောင်ဒေါ်လာတန်း3000ရရင်ကျွန်တော်တို့တန်လွင်မြစ်မှာကျွန်တော်တို့ကိုယ်ပိုင်ရေအားလျက်စစ်တစ်ခုလုံနိုင်တယ်တန်လွင်မြစ်ကြီးကိုဖြတ်ပြီးတော့နော်တိုင်းပြည်လည်းငြိမ်းချမ်းတယ်ဆိုရင်တိုင်းပြည်မငြိမ်းချမ်းတာလည်းကျွန်တော်တို့မှာတမောက်နော်တန်လွင်မြစ်မှာဝဲကြီးတို့ပါလို့နော်အဲ့ဒီနေရာတွေကြည်လာပြီးလှုပ်ဖို့လှုပ်ထားပြီးနော်တိုင်းပြည်မငြိမ်းချမ်းလို့မလုပ်နိုင်ဘူးအဲ့တော့တန်လွင်မြစ်ကြီးကိုဖြတ်လိုက်ရင်လည်းနော်တန်လွင်မြစ်ကိုလှုပ်ရင်လည်းကျွန်တော်တို့တိုင်းပြည်သုံးမှုဒီအလက်စစ်ရှိတယ်ဒါပေမဲ့အဲ့တန်လွင်မြစ်ကိုဖြတ်ဖို့လုပ်ဖို့ဆိုတော့ကျွန်တော်တို့မှာပတ်စံမရှိဘူးအဲ့တော့အဲ့ဒီကနေတစ်နှစ်ကိုဒေါ်လာတန်း1000ရရင်3နှစ်လောက်ကျွန်တော်တို့စုလိုက်ရင်ဒေါ်လာတန်း3000ဆိုရင်ဒီတန်လွင်မြစ်ကြီးကိုဖြတ်ပြီးကျွန်တော်တို့လျှက်စစ်လုပ်လိုက်ရင်နော်ကျွန်တော်တို့တိုင်းပြည်တော့လုံလောက်တဲ့ပြင်ပို့ဆန်သွားပြီဟုတ်တော့လားအဲ့တော့2017ထဲကလုံးမဲ့မြစ်ဆုံကိုကျွန်တော်တို့ကမလုံဖြစ်တဲ့အတွက်နော်အခုကျွန်တော်တို့ဘယ်လောက်နစ်နာလဲ2017ကသာလုံဖြစ်ရင်2019ဆိုရင်ပြီးသွားပြီအဲ့တော့ပြီးလို့အခုဆို8နှစ်9နှစ်ဖြစ်နေပြီ8နှစ်9နှစ်ဆိုကျွန်တော်တို့ဒေါ်လာတန်း9000ကျွန်တော်တို့ရပြီလျှက်စစ်ကလည်းကျွန်တော်တို့တစ်နှစ်ကိုမီဂါဝတ်1000လောက်ရကျွန်တော်မှမီးလည်းမပြတ်တော့ဘူးအခုလိုဒေါ်လာတန်း9000လည်းကျွန်တော်တို့ရပြီတခါအနှစ်30ပြည့်ရင်ကျွန်တော်တို့အဲ့ဒီမြစ်ဆုံကိုကျွန်တော်တို့ပိုင်မှာကျွန်တော်အပြည့်အဝပိုင်ပြီနှစ်30အခုဆိုရင်2017ကသာလုပ်ဖြစ်ရင်အခုကျွန်တော်တို့က9နှစ်ပြည့်သွားပြီပြီးတာ9နှစ်ပြည့်သွားပြီနောက်နှစ်20ဆိုကျွန်တော်တို့ပိုင်ပြီအဲမလုပ်ဖြစ်တော့ကျွန်တော်တို့မှာဒါတွေလည်းမပိုင်လာဘူး
အဲ့တော့2017မှာဦးသိန်းစိန်ဒီအစိုးရဦးသိန်းစိန်အစိုးရမြစ်ဆုံရလိုက်တာကျွန်တော်တို့ကအများကြီးနာဘာကြောင့်ရတယ်လဲတိုင်းပြည်သူကမကြိုက်လာတဲ့ခါကျတော့ဦးသိန်းစိန်ကပြည်သူစုပူမာကို तू မထိန်နိုင်လို့ကြောက်တာလားဒါမှမဟုတ်သူ့အစိုးရထဲမှာကိုကသူ့အစိုးရဝန်ကြီးထဲမှာကိုကသူ့အစိုးရအဖွဲ့ထဲမှာကိုကမြစ်ဆုံလောက်တာကိုမကြိုက်တဲ့လူရှိနေလို့လားဟုတ်တော့လားအဲ့ဒါကျွန်တော်စဉ်းစားတယ်အဲ့တော့သူ့အစိုးရအဖွဲ့ထဲမှာမြစ်ဆုံလောက်တာကိုမကြိုက်တဲ့လူရှိနေတာကလည်းအမှန်ဘာကြောင့်ဆိုတော့အဲ့ဒီချိန်မှာသူ့အစိုးရအဖွဲ့ထဲစက်မှုဝန်ကြီးဦးစိုးသိန်းဗိုလ်ချုပ်ကြီးစိုးသိန်းပေါ့နော်အရင်တော့ရေတပ်ဦးစီးချုပ်လုပ်ခဲ့တယ်ဗိုလ်ချုပ်ကြီးစိုးသိန်းဒီဗိုလ်ချုပ်ကြီးစိုးသိန်းဟာအမေရိကန်မှာသူအရာရှိငယ်ဘဝတုန်းကအမေရိကန်မှာသူဒီရေတပ်ဒီစစ်ပညာတွေနော်သူသွားတင်ခဲ့ဘူးလေဗျအမေရိကန်မှာတစ်နှစ်လောက်တော့ကြာမှထင်တယ်အဲ့လိုသူသွားနေခဲ့ဘူးလေနော်အမေရိကန်နဲ့နီးစပ်တယ်အဲ့တော့အဲ့ဒီဗိုလ်ချုပ်ကြီးစိုးသိန်းကသူဦးသိန်းစိန်လက်ထက်ကဝန်ကြီးဗိုလ်ချုပ်ကြီးစိုးသိန်းဦးစိုးသိန်းကမြစ်ဆုံကိုလုံးဝမလုပ်ချင်တဲ့ဘက်ကဗျသူပြောနေတာနော်အခုလေသူပြောတာတွေ2019လောက်ကသူပြောတာတွေအခုလိုင်းပေါ်မှာပြန်တွေ့နေရတယ်မြစ်ဆုံတော့သူမလုပ်ဘူးလေလျှက်စစ်တော့လိုချင်တယ်တဲ့မြစ်ဆုံတော့မလုပ်ဘူးအဲ့ဒီလိုဒီပုဂ္ဂိုလ်ကအဲ့လိုပြောနေတာသူကအမေရိကန်နဲ့နီးစပ်တဲ့လူဗျနော်အဲ့ဒီဦးစိုးသိန်းစကားကြီးကိုလည်းအခုဒါထုတ်ပြလာအဲ့တော့ဦးစိုးသိန်းကဘာလဲမေးရမယ်ကျွန်တော်တို့မေးရတော့မဘာလဲဘာကြောင့်မလုပ်ချင်လဲခင်ဗျားကဘလို့လူလဲခင်ဗျားအမေရိကန်နဲ့ဟုတ်လားဘလို့ဟုတ်လားရိုက်ထားတယ်လဲဒါကျွန်တော်တို့မေးရမှာနော်သူ့သဘောအရောက်သူပြောတာလားဒါပေမဲ့သူ့အနောက်ကအဲ့လို CIA control တွေရှိနေသလားအစိုးရကိုမေးရမှာဒါတွေကမကောင်းဘူးကြဒါတွေကမကောင်းဘူးနော်ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကဘာနဲ့မှလည်းမဆက်စပ်ဘူးကျွန်တော်နိုင်ငံကိုကျွန်တော်အကျိုးရှိစေခြင်းလို့ကျွန်တော်ကအခုကလားနီးလန်းကြကျွန်တော်သိတဲ့တော့ကျွန်တော်ချပြတယ်အဲ့တော့ဦးစိုးသိန်းမသိဘူးလားအမေရိကန်မှာလည်းခမည်းပညာသွားသင်ခဲ့တဲ့ခမည်းစစ်ပညာသွားသင်ခဲ့တဲ့အမေရိကန်မှာလည်းအဲ့ဒီထဲကမစ်ဇူရီတို့မစ်စစ်စပီတို့ဟုတ်လားမိုင်3000မိုင်2000ကျော်ရှည်တဲ့အရာဝတီမြစ်ထက်3ဆလောက်ရှည်တဲ့မြစ်တွေမှာဒဏ်နေလောက်ထားတာခမည်းမသိဘူးလားဦးစိုးသိန်းခမည်းပိုသိပါတယ်ကျွန်တော်တို့ထက်ဦးစိုးသိန်းကအများကြီးဟုတ်လားဘုဒ္ဓနိုင်ငံတကာကိုပိုသိပါတယ်နော်နိုင်ငံတော်ပိုသိတယ်ဒီလူတွေသိတယ်သိရသားနဲ့ခမည်းကမြစ်ဆုံကိုမလုပ်သိဘူးဘာကြောင့်ပြောတာလဲအရာဝတီမြစ်ဆိုတာကဘာပေါ်မှာငယ်လေးအငယ်စားမြစ်ပဲရှိတယ်ကိုယ်ထက်မကကြီးတဲ့မြစ်ကြီးတွေလုံနေတယ်အခုလည်းတရုတ်ပြည်မှာနော်ဒေါ်လာ180ဘီလီယံတန်တဲ့ရေအားလျှပ်စစ်ကြီးကိုအခုတရုတ်ပြည်တိဘက်ပြည်နယ်မှာတိဘက်ဒေသမှာတရုတ်ပိုင်တိဘက်ဒေသမှာအခုလုံနေတယ်ဒေါ်လာဘီလီယံ180နော်ကျွန်တော်တို့မြစ်ဆုံကအခုလုံမယ်ဆိုရင်ဒေါ်လာ5ဘီလီယံတန်း5ဘီလီယံလောက်ပဲကုန်မယ်ဟိုမှာအခုတရုတ်မှာအခုလက်ရှိလုံနေ180ဘီလီယံဒီမြစ်ဆုံထက်ကိုအဆ30လောက်ကြီးတယ်ကဲတရုတ်ကလုံနေတာတရုတ်ကလည်းသူ့ပြည်မှာသူလုံနေတာပဲဒီတန်ကြီးတွေသူနိုင်တယ်လို့ဟုတ်လားကျွန်တော်တို့ကဒါကိုမြစ်ဆုံမလုံရင်လေဟုတ်လားမလုံရင်လေတရုတ်ပြည်ကတော့ကိစ္စမရှိဘူးဟုတ်တော့လား तू ဟာနဲ့ तू လုံသွားမှာပဲဟိုတော့ကကျွန်တော်တို့မလုံလို့လာအိုကလုံပြီး तू လျှက်စစ်တွေရောင်းလိုက်တယ်တရုတ်ပြည်ဘာမှမဖြစ်သွားဘူး तू ကသူ့စီးပွားရေးအများကြီးတောက်တင်းနေပြီခိုင်မာနေပြီကျွန်တော်တို့စီကမြစ်ဆုံလေးရမှ तू ကဟုတ်လားသူ့တန်းပြည်ကြီးလဲပတ်မှာမဟုတ်ဘူးကျွန်တော်တို့ကအဲ့ဒီမြစ်ဆုံမလုံရင်ကျွန်တော်တို့လိုဆင်းရဲတဲ့နိုင်ငံကကျွန်တော်တို့အများကြီးထိခိုက်တယ်ဟုတ်လားကျွန်တော်အများကြီးထိခိုက်တယ်စီးပွားရေးအမြင်နဲ့ကြည့်နော်စီးပွားရေးအမြင်နဲ့ကြည့်သူကျွန်တော်တို့စီကမရလို့တရုတ်နိုင်ငံဒီလျှက်စစ်ကိုမရလို့ဘာမှမဖြစ်ပါဘူးကျွန်တော်တို့နိုင်ငံကပစ္စည်းတွေတရုတ်ပြည်ကို
နော်ဘာမှမပို့လဲကျွန်တော်စီကဟုတ်လားတရက်သီးတို့ဖရဲသီးတို့ပဲတို့နော်ဆန်တို့တရုတ်ပြည်ကိုသားငါတို့တရုတ်ပြည်ကိုမပို့လဲတရုတ်ပြည်ကဘာမှမဖြစ်သွားဘူးအေးကျွန်တော်တို့ပစ္စည်းတွေတရုတ်ပြည်ကမဝယ်တော့ဘူးဆိုရင်ကျွန်တော်တို့ကဒုက္ခရောက်မှာခင်ဗျားတို့အဲ့ဒါသိသလားကျွန်တော်တို့ကဆင်းရဲတဲ့လူဟိုချမ်းသာတဲ့ကောင်ကကျွန်တော်စီကမဝယ်ဘူးဆိုရင်ကျွန်တော်တို့ကပြာထွက်သွားပြီကျွန်တော်သိရသည်ဘယ်ကိုသွားပို့မှာလဲကျွန်တော်ဖရဲသည်ဘယ်ကိုသွားပို့မှာလဲကျွန်တော်စီကတရက်သည်ဖရဲသည်တို့ပဲတို့ဆန်တို့လုံးဝမဝယ်နဲ့ကျွန်တော်စီကတရားစစ်လဲလုံးဝမရနဲ့တရုတ်ပြည်ကြီးကဘာမှမဖြစ်သွားဘူးသူ့စီဝါအင်အားကြဒီလောက်ဒုကြီးရှိအဲ့ဒါလေးကိုနည်းနည်းလေးတော့ထိခိုက်တယ်သူဘာမှမဖြစ်သွားဘူးကျွန်တော်တို့ကတရုတ်ပြည်ကကျွန်တော်တို့ကိုဟိုလာလောက်တယ်ဆိုတာနဲ့ကျွန်တော်တို့သွားပြီကျွန်တော်တို့ဒုက္ခရောက်ပြီနော်အဲ့တော့ဒီတရုတ်နဲ့အဆင်ပြေအောင်ကြိုးစားနေတာကိုလည်းဟာတရုတ်ကြုံဖြစ်သွားပြီလို့တရုတ်ကိုရောင်းစားလိုက်တယ်လို့ခင်ဗျားတို့လက်လျှောက်ပြောတယ်နော်တော့လက်လျှောက်ပြောတယ်ဟုတ်လားကျွန်တော်ကတော့ပြောသွားမယ်ဒီမြစ်ဆုံကိစ္စကိုကျွန်တော်တော်တော်ပြောသွားဦးကျွန်တော်မကြိုက်ကြဘူးကျွန်တော်ထောက်ခံခဲ့တဲ့လူတွေအခုကျွန်တော်မကြိုက်တော့ပြန်မကြိုက်ပါစေခင်ဗျားတို့မကြိုက်ပါစေမကြိုက်ရုံမကောက်ဘူးခင်ဗျားတို့လာတတ်လဲဂယူမဆိုင်ဘူးဒါကျွန်တော်တို့ရဲ့စိတ်ဓာတ်ကျွန်တော်လည်းဒီမြစ်ဆုံလုပ်လို့ကျွန်တော်တပြားရမှာမဟုတ်ဒီမြစ်ဆုံလုပ်ရင်ကျွန်တော်တို့နိုင်ငံနော်အကျိုးရှိမှဖြစ်တဲ့အတွက်ကျွန်တော်ပြောနေတာအဲ့တော့မြစ်ဆုံမလုပ်ဖို့တိုက်ဖြတ်တဲ့ကောင်တွေတိုက်ဖြတ်တဲ့လူတွေဥစိုးသိန်းကစဝန်ကြီးဥစိုးသိန်းကစထွက်လာဟိုနိုင်ငံခြားအကောင်တွေကတော့ပြောမှာပဲနော်သူတို့အစိုးရကလည်းဖမ်းလို့မရအောင်နော်အစိုးရကလည်းသူတို့အရေးယူလို့မရဘူးသူတို့ကလည်းဟိုဘက်ကနေပတ်စံနေရဟိုနိုင်ငံခြားကနေထိုင်ဖြတ်နေတဲ့ဟိုဘာဖင်လန်ကမောင်မောင်တို့နော်အများကြီးပဲဟိုအေယာဝတီသတင်းဌာနကဘာကောင်လဲဘာလဲအဲ့လိုကောင်နေနော်မြစ်ဆုံကိုတိုက်ဖြတ်နေတာဟိုဆုံးရတဲ့ဥထုံးလင်ကြီးကအစနော်ဥထုံးလင်ကြီးကမိုးလေဝသပညာရှင်ဆိုခင်ဗျားတို့ယုံနေကြအော်သူ့နောက်ကဘာတွေရှိနေလဲသူ့နောက်ကဖောင်ဒေးရှင်းတွေကဘယ်လိုရှိလို့ဘာတွေသူရသွားလဲခင်ဗျားတို့သိသလားဥထုံးလင်ပြောရင်အမှန်ပဲဆိုခင်ဗျားတို့ယုံနေတာလားအဲ့တော့ခင်ဗျားတို့ရဲ့စဉ်းစားဉာဏ်နဲ့ခင်ဗျားတို့လည်းဟုတ်လားအခု Google တွေပါရှိတာပဲဒီလိုခေတ်ကြီးမှာဖုန်းတစ်လုံးရှိရင်အကုန်လုံးခင်ဗျားတို့ရိုက်ကြည့်လို့ရတယ်ဟာဥထုံးလင်ပြောတာပဲခင်ဗျားတို့ message ပိတ်ယုံကြမလို့ဘူးကျွန်တော်ပြောတာကိုလည်းခင်ဗျားတို့ယုံကြမလို့ဘူးနော်ကျွန်တော်ကတော့တကယ်စိတ်စင်တာမှန်နဲ့ပြောတာဒီမြစ်ဆုံလုံးလို့ကိုကျွန်တော်ထောက်ခံတယ်လို့လည်းကျွန်တော်ကိုဘယ်သူမှဘာတပြားမှမပြီးဘူးကျွန်တော်လည်းအဲ့လိုလှုပ်ရှားတဲ့ကောင်မဟုတ်အဲ့တော့ခင်ဗျားတို့မှလည်း Google တွေရှိတာပဲခင်ဗျားတို့မှဖုန်းတွေရှိတာပဲနော်ခင်ဗျားတို့ချိတ်ဆက်ပြီးတော့လေ့လာကြည့်လိုက်ပါနော်ကဘာပေါ်မှာကြီးအလျက်စိတ်ဓာတ်နေဘယ်လိုလုပ်နေလဲဘယ်လိုဖြစ်နေလဲဆိုအဲ့တော့ကျွန်တော်ပြောတာတစ်ခုပဲရှိတယ်ဒါကကျွန်တော်တို့စီးပွားရေးရကျွန်တော်တို့တရုတ်နဲ့အခုလောက်တာကျွန်တော်တို့နစ်နာသလားမနစ်နာသလားဒါတစ်ခုပဲကျွန်တော်တို့ဆန်းစစ်ရမယ်ဒါတစ်ခုပဲဆန်းစစ်ရမယ်ဒါကိုတော့ကျွန်တော်အဆုံးဖြတ်မပေးချင်ဘူးအခုကျွန်တော်တို့15ရာခိုင်နှုန်းရတယ်မဂါဝတ်900ရတယ်တစ်နှစ်ကိုဒေါ်လာတန်း1000ရတယ်နှစ်30ပြည့်ရင်ကျွန်တော်တို့ပိုင်မယ်အဲ့ဒါဟာကျွန်တော်တို့အတွက်သူ့ပတ်စံနဲ့သူလာလုပ်တယ်ကျွန်တော်တို့အတွက်တွက်ချေကြိုက်သလားမကြိုက်သလားဒါမှမဟုတ်ကျွန်တော်တို့ပတ်စံနဲ့ကျွန်တော်တို့လုပ်ပြီးတော့တရုတ်ပြည်ကိုရောင်းစားရင်ပိုတွက်ချေကြိုက်မလားဒါတစ်ခုပဲကျွန်တော်တို့စဉ်းစားရမယ်လောက်တာတော့ဒီမြစ်ဆုံလောက်တဲ့အတွက်ဟုတ်လားငလင်လောက်လို့ဒီတာကြီးပြိုကျသွားမှာတို့အရာကြီးမြစ်ကြောင်ကြီးပျောက်သွားမှာတို့ဟိုကနေပင်လေကြီးကနေစားငံကြီးတွေဝင်လာမှာတို့ဒါတွေကမဟုတ်ဘူးနောက်ပြီးသူတို့ပြောသေးတယ်ဒါကြီးကိုရရင်နဲ့ဒါကြီးကိုဖောက်ခွဲဖျက်ဆီးလိုက်ရင်ဟိုမြန်မာပြည်ကြီးခါတဲ့ရေမြုပ်ပြီးတော့နော်အဲ့လိုဖြစ်သွားမယ်အဲ့ဒါမဟုတ်တာတွေလည်းလျှောက်ပြောတယ်နော်အဲ့တော့ဘသူကဘာလာလုံးပါလဲဟုတ်လားတရုတ်ပြည်လိုနိုင်ငံကြီးတစ်နိုင်ငံကဗျာခင်ဗျာ
ကျွန်တော်နိုင်ငံဒုက္ခရောက်အောင်သူ့နိုင်ငံကလျှက်စစ်ရနေတယ်ကျွန်တော်တို့နိုင်ငံဒုက္ခရောက်အောင်ဒါကြီးကိုတရုတ်ပြည်ကခင်ဗျာဟုတ်လားမြစ်ဆုံကြီးကိုဟိုဘုံကြီးနဲ့ဖောက်ပြီးတော့ဟုတ်လားဖြိုချပြီးတော့ကျွန်တော်တို့မြို့တွေရေမြုပ်သွားအောင်လုံးမလားကဘာပေါ်မှာအဲ့လိုလုံးလို့ရသလားအဲ့လိုလုံးချင်ခင်ဗျာတရုတ်ကကျွန်တော်တို့ဘုံခွဲကြမလို့ခင်ဗျာအနုမြူဘုံတစ်လုံးလောက်ပဲကျွေးလိုက်မှာသူကအနုမြူပိုင်တဲ့နိုင်ငံအဲ့လိုစောက်တိတ်ခါကြာခံပြီးတော့ဟိုညစ်ပတ်တဲ့စိတ်နဲ့ဟုတ်လားအောက်မှာလူတွေသေးပါစေဟုတ်လားဆယ်ကြီးကိုဘုံခွဲလိုက်ရင်တရုတ်နိုင်ငံရဲ့ဂုံတိတ်ခါဒီကဘာပေါ်မှာကျွန်တော်နိုင်ငံကိုအနုမြူဘုံကျဲတာတဲ့ပိုဆိုးသေးတယ်ကျွန်တော်နိုင်ငံကိုတရုတ်ကအနုမြူဘုံကျဲရင်ကျဲလိုက်မယ်အဲ့ဒီလိုတာကြီးကိုတော့အဲ့လိုအောက်တန်းကြတဲ့စိတ်နဲ့ဒီဆယ်ကြီးကိုလူတွေရေမြုပ်ပါစေလို့ဒီဆယ်ကြီးကိုချိုးလိုက်တာတရုတ်လည်းလျှက်စစ်ငတ်သွားမယ်ကျွန်တော်တို့မှလည်းတေချေပြက်စီမှုအချို့တော့ရှိမယ်နော်ဒါတော့ဒီဆယ်ကြီးတကယ်လို့ကျိုးသွားတော့မှကျွန်တော်ပြောမယ်ဆယ်တစ်ခုကျိုးသွားတယ်ဆိုတာနော်ကျိုးတယ်ဆိုတာနဲ့ကျွန်တော်တို့ဒီဖုံးဆက်သွယ်တွေနဲ့ဟိုမှာရေကျိုးတယ်ဆိုတာသိနေပြီအဲ့မှာကျိုးတဲ့ရေဟာမြစ်ကြီးနားမြို့တစ်ချက်တည်းမြုပ်သွားမှာမဟုတ်ဘူးမြစ်ကြီးနားမြို့ဆိုတာကုန်းပေါ်မှာရှိနေတာနော်အဲ့တော့ကျွန်တော်တို့မှာဆောင်ပြေးစရာတွေအများကြီးရှိတယ်ဒီအောက်ကမန္တလေးတို့ဘာလို့ဆိုပို့ဆိုးသေးတယ်ဟိုမှာဆယ်ကြီးကျိုးလို့နာကြီးတော်တော်ကြာမှမန္တလေးကိုရောက်မှာဟုတ်လားမန္တလေးမှာလည်းကုန်းတွေအများကြီးရှိတယ်ဒီမြစ်ကြီးကတော့တစ်ချက်နည်းနည်းတက်လာမှာပေါ့ဟုတ်လားဘယ်လိုလုပ်ပြီးတော့ဟိုဟာဖြစ်မလဲနော်ဟုတ်တော့လားအခုကျွန်တော်မြန်မာပြည်မှာအကြီးဆုံးဆယ်ကြီးတဖန်းစိတ်ဆယ်ကျွန်တော်ရောက်ဘူးလေအဲ့ဒီတဖန်းစိတ်ဆယ်မြန်မာပြည်မှာအကြီးဆုံးဆယ်နော်မူးမြစ်ကိုပိတ်ထားတာနော်မြေသားနဲ့လှုပ်ထားတာကွန်ကရစ်နဲ့မဟုတ်ဘူးကျွန်တော်တဖန်းစိတ်ဆယ်ကိုကျွန်တော်ကိုယ်တိုင်ရောက်ဘူးလေနော်2003ခုနှစ်ကအဲ့ဒီတဖန်းစိတ်ဆယ်ကြီးကျိုးသွားလဲတဖန်းစိတ်ဆယ်ကြီးဘေးကနော်အဲ့ဒီတဖန်းစိတ်ရွာကြီးอ่ะနော်တဖန်းစိတ်ဆယ်ကြီးနဲ့ကတ်ရဲ့ရွာကြီးอ่ะရေမမြုပ်ဘူးဘာလို့ဆိုအဲ့ဒီရွာကကုန်းပေါ်မှာရှိနေတာအဲ့ဒီဆယ်ကြီးကျိုးသွားလဲအဲ့ဒီရွာဘာမှမဖြစ်ဘူးဘာကြောင့်မဖြစ်လဲ तू ကကုန်းပေါ်မှာရှိနေတာဆယ်က तू က तू ကျိုးပြီးရေကအောက်ကသွားတာအဲ့ဒီအောက်ကအနှိပ်ပိုင်းနေတော့ခံရမယ်ခံရတာလဲအခုလိုတယ်လီဖုန်းရှိတဲ့ချိန်မှာဟေးဒီမှာတော့ဆယ်ကျိုးနေပြီမင်းတို့မှရေတက်လာမှဆိုပြေးလို့ရတယ်အဲ့ဒီတဖန်းဆက်ရွာဘာမှမဖြစ်ဘူးဘာလို့ကုန်းပေါ်မှာရှိနေတာဆယ်နဲ့ကတ်ရဲ့ဒါတော့ဒီအနေထားတွေရောခင်ဗျားတို့မသိဘူးလားဥဆယ်ကြီးကျိုးမယ်လူတွေပဲဟိုဖင်လန်မောင်ပြောတယ်လူ3သိန်းလောက်သေမယ်လို့ပါလို့မင်းမောင်တော့မင်းမဟုတ်တာတွေမင်းပြောတယ်ဟဲ့အောင်မင်းတက်လာပြောင်ကြီးမင်းနဲ့ငါနဲ့ပြောမလားငါမဆဲကျင်တော့ဘူးနော်ငါထောင်အထွက်ပြီးတော့ငါမဆဲတော့တော့ပိုင်းဖြတ်တော့ငါမင်းကငါတော်တော်ဟဲ့အောင်ဒါတော့တချို့ကပြောတယ်မောင်နဲ့ငါမင်းဆိုရတူလာတယ်ဘာတူလဲဒီကောင်ကလှုပ်ရှားနေတဲ့ကောင်ကျွန်တော်ကဟုတ်လားအခုကျွန်တော်ပြောတယ်ကျွန်တော်လူထောက်ခံလာဆိုတာဒီကောင်လည်းကျွန်တော်တူတာမဟုတ်ဘူးဒီကောင်ကလှုပ်ရှားနေတဲ့ကောင်ကျွန်တော်တိုင်းပြည်ကိုစေတနာနဲ့ပြောတာဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်စေချင်တာစေတနာနဲ့ပြောတာအဲ့ဒီမောင်တိုင်းပြည်ကိုဖျက်နေတဲ့ကောင်ပတ်စံယူပြီးတော့အလုံးမသားမောင်ငါမဆဲချင်ဘူးမင်းကိုငါတော်တော်စိတ်ထိန်နေတာမင်းတတိစီမင်းတက်လာမင်းငါ့ကိုချိန်လိုက်ဟဲ့အောင်မင်းတတိစီမင်းတက်လာမင်းချိန်လိုက်မင်းကလူသိန်းတော့3သိန်းတော့မြစ်စုံတာကြီးကျိုးဝိုင်းသေမယ်ဆိုတာကျိုးလည်းမကျိုးဘူးကျိုးခဲ့ရင်လည်းအဲ့လူ3သိန်းမသေဘူးကမြန်မာပြည်မှာဟုတ်လားမြစ်ရည်ကြီးပြီးတော့ရေမြုပ်တာတွေဖြစ်ခဲ့တာပဲဘာမှလူသိန်းနဲ့ချီပြီးသေးတယ်လူသေလို့100 200ဘောကမြစ်ရည်ကြီးတာအဲ့ဒါတော့ပဲဖြစ်မှာလေမြစ်ရည်ကြီးသွားမှာဒါကိုလည်းတယ်လီဖုန်းတွေရှိတဲ့ချိန်မှာဟိုမှာဆယ်ကျိုးနေပြီဒီအောက်မှာဟုတ်လားမန္တလေးတို့ပခုတ်ကူတို့ပြည်တို့ဟင်္သာတတို့ကအများကြီးထောင်တင်းလို့ရတယ်ရေကြီးရင်တစ်ချက်ပေါ့ကွာတစ်ချက်ရေကြီးပြီးသူကသူပြန်ကြောက်အောင်ပါဆယ်ကျိုးလို့ဆယ်လည်းမကျိုးဘူးကွာကျိုးမင်းပြောသလိုကျိုးတယ်ပဲထားမင်းပြောသလိုတရုတ်ကအဲ့ဒီအကြီးကိုဘုံခွဲပြီးတော့ဖျက်လိုက်တယ်ပဲထားတရုတ်လည်းဒီလိုလုပ်မှာမဟုတ်ဘူးကွာဒီလိုလုပ်ရင်တရုတ်ပြည်ရဲ့ဂုံသိက္ခာဘာမှသွားရှိတော့မလို့ကွာသူလုပ်ချင်ငါတို့တိုင်းပြည်အနုပြဘုံလာချလိုက်အဲ့ဒီဆယ်ကြီးတော့သူမချိုး
10 ချိုးသူလည်းလျှက်စစ်မရအောင်တရုတ်ကတို့တိုက်ချင်အနုမြပုံချရင်ချလိုက်သဘောပြောတာမင်းပြောသလိုတရုတ်ကပဲ10 ကြီးချိုးလိုက်မယ်ဒါဟိုနိုင်ခွက်ရတာမယ်ငါမဆဲယူမမောင်မင်းတက်လာမင်းမဟုတ်တာတွေမင်းပြောတယ်မင်းတမတော်နဲ့ပြည်သူတွေးကြောလဲမင်းမျိုးပြောတက်ချုပ်ကြီးကိုလည်းမင်းပြောတာမင်းရစရာမရှိဘူးမင်းမဟုတ်တာတွေမင်းလှုပ်ရှားနေတဲ့ကောင်မင်းအနောက်ကနေမင်းကိုပတ်စံပပိုးပြီးတော့ဟာမင်းကိုပေးတိုင်းနဲ့မင်းဒီတိုင်းပြည်ကိုမင်းဖင်လန်ကနေနိုင်ငံခြားကနေမင်းဖြတ်နေတာငါတို့ကဆဲစရာရှိရင်တက်ချုပ်ကြီးလဲငါတို့ဆဲထောင်ချရင်ချပါစေမင်းတို့ကောင်မဟုတ်ဒီတိုင်းပြည်တွေကနေငါပြောတယ်ငါတို့ကိုစော်ဘောင်းဟင်းလို့ဆိုတာအဲ့ဒါလိုပြောတဲ့ကောင်မင်းတို့နိုင်ငံခြားကနေမှဟဲ့အောင်တက်ချုပ်ကြီးကိုဒီတို့နိုင်ငံဒုက္ခရောက်တက်ချုပ်ကိုမဟုတ်တာတွေအမျိုးမျိုးပြောနေတဲ့ကောင်ကလီကမာကောင်မောမင်းတက်လာခဲ့မင်းနဲ့ငါချိန်မလားမင်းတို့တိုင်းပြည်ဖြတ်ပြီးလူတွေကိုမင်းဒုက္ခရောက်မင်းပတ်ဆံရတိုင်းနဲ့ဒီတိုင်းပြည်ကိုမင်းမလုံနဲ့ဟဲ့အောင်ကြီးစားမင်းကကြီးစားလူသားသမားမင်းဒီတိုင်းပြည်ကိုလူသားသမားတော့တယောက်ပဲတတ်တာမင်းကဒီတိုင်းပြည်တပြည်လုံးမင်းဒုက္ခရောက်အောင်လုပ်တယ်ဖင်လန်မမောင်နော်မင်းမလွယ်ဘူးမင်းမလွယ်ဘူးမင်းကတဲ့ပြောမယ်တဲ့စိန်ခေါ်တယ်ဟဲ့အောင်မင်းနဲ့ကပြောမလားမြစ်စုံလှုပ်လိုက်ရင်လူ3 သိန်းကဘာလဲသေတန်းစာလှုပ်ထားလို့ဘာလို့မင်းလက်လျှောက်ပြောတယ်မဟုတ်တာရင်မင်းပြောတယ်ဘယ်လိုလုပ်ပြီးဒီတာကြီးကျိုးမယ်ကျိုးခဲ့လူ3 သိန်းဘယ်လိုလုပ်သိမ်းပါလဲဟိုမှာတာကျိုးတယ်အဲ့ဒီမြစ်စုံဘေးကရွာတော်ဘာမှမဖြစ်ဘူးအဲ့ဒီရွာကကုန်းပေါ်မှာရှိနေတာသူကသူဆယ်ဆွဲတော့ကျိုးသွားရင်ရေအောက်ကသွားမှာအဲ့မြစ်စုံဘေးကရွာလဲဘာမှမဖြစ်ဘူးချက်ချင်းတာကျိုးကတော့အဲ့မြစ်စုံဘေးကရှိတဲ့ရွာကုန်းပေါ်မှာရှိနေတာအဲ့ကုန်းပေါ်ရှိတဲ့ရွာဘယ်လိုလုပ်ရေမြုပ်မလဲအောက်ကသူရေလမ်းကြောင်းနဲ့တဲ့ရွာတွေကလည်းဒီလိုတယ်လီဖုန်းအဆက်အသွယ်ရှိတဲ့ချိန်မှာခြောင်ပြေးလို့ရတယ်အဲ့လိုမဟုတ်တာတွေမင်းလက်ချောက်ပြောလူကမင်းမောင်တော့မင်းတော်ဆိုးနေတော့ဟဲ့အောင်ငါပြောတာမင်းကြားမှာပဲငါပြောရင်မင်းမကြားကြအောင်ဆောင်းနေဟိုတခါလည်းမင်းငါပြောပြီးလွန်ခဲ့5 ရက်ကမင်းမကြားကြအောင်ဆောင်းနေအခုကတော့မင်းကအချိန်ကြာနဲ့ငါပြောတယ်နော်အချိန်ကြာနဲ့ငါပြောတယ်မင်းနဲ့ငါချိန်လိုက်ဟဲ့အောင်မင်းကချိန်လိုက်တကယ်ကိုပတ်ဆံရပြီးတော့မောင်တို့ချိုကြီးတို့အဲ့ဒီအရာဝတီသတင်းဌာနအကောင်တွေတကောင်ရှိတယ်တဆင်လားပါလဲဟုတ်လားအဲ့လိုကောင်တွေမင်းတို့နော်ငါတို့ကဒီတိုင်းပြည်မှာနေဘယ်သူမှမကြောက်ဘူးထောင်ချရင်လည်းအခုထောင်နဲ့ကြပြီး2 ခါတိုင်းပြည်ကိုကောင်းအောင်ပြောရင်လှုပ်ထောင်2 ခါကြပြီးအခုတည်းထပ်ကြဖို့ဖြစ်နေတယ်ထောင်ကြလည်းမကြောက်ဘူးဟေ့အသက်ခံလည်းမကြောက်ဘူးတိုင်းပြည်ကောင်းအောင်ပဲငါမသေးခင်မှာငါပြောသွားမယ်နော်ဘာမှမကြောက်ဘူးမင်းတို့လိုကောင်းနေပတ်စံစားပြီးတော့မင်းတို့လိုချိုကြီးတို့အဲ့ဒီအရာဝတီသတင်းဌာနအကောင်နေပတ်စံတွေယူပြီးတော့အဲ့ဒီမိုးလေဝါသဥထိုးလင်ကအစအဲ့ဒီဝန်ကြီးဦးစိုးသိန်းထွက်လာမြစ်စုံမလောက်ဘူးပြောဝန်ကြီးဦးစိုးသိန်းချိန်လိုက်မလားကျွန်တော်နဲ့ဗိုလ်ချုပ်ကြီးစိုးသိန်းထွက်လာခင်ဗျားလဲခင်ဗျားအမေရိကန်မှာစစ်ပညာသင်ပြီးတော့ခင်ဗျားအမေရိကန်ဘက်ခင်ဗျားဒီတိုင်းပြည်ကိုဒုက္ခရောက်အောင်လုပ်တဲ့လူတွေဘက်ကခင်ဗျားကြတည်နေတာလားခင်ဗျားကြောင့်ဦးသိန်းစိန်လက်ထက်တည်းမဖြစ်တာခင်ဗျားဝန်ကြီးတယောက်ဦးသိန်းစိန်နဲ့အနီးကဝန်ကြီးဦးစိုးသိန်းနဲ့ထွက်လာခင်ဗျားဗိုလ်ချုပ်ကြီးပဲဖြစ်ပါအဖြစ်ကျွန်တော်စောက်ယူကိုမဆိုင်တာအဲ့လိုတော့တိုင်းပြည်ကိုမကောင်းအောင်မလုပ်နဲ့ဦးစိုးသိန်းခင်ဗျားလည်းမကြောက်ဘူးခင်ဗျားများချမ်းသာလည်းစောက်ယူမဆိုင်ဘူးခင်ဗျားဗိုလ်ချုပ်ကြီးဖြစ်လည်းစောက်ယူမဆိုင်ဘူးခင်ဗျားမြစ်စုံမလုပ်သိပြီခင်ဗျားပြောခင်ဗျားစိတ်စင်တာခင်ဗျားပါခင်ဗျားကျွန်တော်တွေ့မလားညနေတိုင်းတွေ့မလားလိုင်းပေါ်မှာတွေ့လဲရတယ်အပြင်မှာချိန်တွေ့ပြီးတော့မီဒီယာတွေရှေ့မှာတွေ့လဲရတယ်ဦးစိုးသိန်းခင်ဗျားလည်းမကြောက်ဘူးမှတ်ထားဒီတိုင်းပြည်ကိုမဟုတ်တာလုပ်တဲ့ကောင်တွေတယောက်မှမကြောက်ဘူးငါမင်းဆွေဆိုတာဒီအတွက်လည်းထောင်ကြခံခဲ့တယ်ဒီအတွက်လည်းအသက်ခံမှုအစင်သေးပဲမဟုတ်တာတွေတော့မလုပ်ကြနဲ့ဦးစိုးသိန်းအဲ့
还有我乌通人家都操阿比，嘛操人家呢，哎乌通人就来标准了。哎咯，讲到标准啊，那大的比话路，一手是蛮给路用的，一些人呢，大家路的呢，西瓜一的车被讲到多样，那西瓜一的车，讲到多这个讲到压的压的，压人比较不呀。နော်အဲ့ဒါတွေကိုတော့အစိုးရကတေချာပြန်ရှင်းပြပေးပါကျွန်တော်တို့ကဒီလောက်ရတာကျွန်တော်တို့ဒါရသေးတယ်ကျွန်တော်မနစ်နာဘူးပေါ့နော် तू ကသူ့ငွေနဲ့ तू လာလုံးမှာကျွန်တော်တို့အဲ့လောက်ပေးမယ်ဆိုတဲ့ဟာကကျွန်တော်တို့ဘက်ကနစ်နာသွားတာနစ်နာတယ်ဆိုတော့ထပ်တော့အခုကကျွန်တော်ကြားတာဒီလျှက်စစ်ကတကယ်လို့လိုအပ်ခဲ့ရင်ကျွန်တော်တို့ကတရုတ်စီကအဲ့ဒီမြစ်ဆုံကလျှက်စစ်ကိုကျွန်တော်တို့ပြန်ဝယ်လို့ရတယ်ကျွန်တော်တို့ तू ကဒေါ်လာတန်း1000ပေးရတယ်ငွေသားအဲ့သူ့ငွေနဲ့ပဲဒီလျှက်စစ်ကကျွန်တော်တို့မှာသူတို့စီကမီဂါဝတ်900လောက်ရမယ်မီဂါဝတ်900ကျွန်တော်တို့တိုင်းပြည်မှာထပ်လိုနေသေးတယ်ဆိုရင်အဲ့ဒီတရုတ်ငွေနဲ့ပဲတရုတ်ကမြစ်ဆုံအတွက်ပေးတဲ့ဒေါ်လာတန်း1000နဲ့ရပဲအဲ့ဒီလျှက်စစ်ကိုကျွန်တော်တို့ဝယ်လို့ရတယ်တရုတ်ကရောင်းပေးမယ်တဲ့အဲ့လိုလဲသဘောတူညီချက်ရတာပဲအဲ့တော့ကျွန်တော်တို့ဘာလို့သေးလဲကျွန်တော်ဘာလို့သေးလဲအဲ့တော့တရုတ်ပြည်ကလည်းကျွန်တော်တို့နိုင်ငံကြီးဖို့ပြိုးမှသူကလည်းဒီအင်ဂျီးကြီးနိုင်ငံတစ်ခုဖို့ပြိုးမှသူ့အတွက်လည်းကောင်းတယ်နော်ကျွန်တော်တို့နိုင်ငံမှာလျှက်စစ်တွေလိုတယ်လျှက်စစ်ရထားတွေဟုတ်လားလိုအပ်တယ်နော်ကျွန်တော်တို့ဒီကူမင်းကနေကြောက်ဖြူထိဟုတ်လားရထားတွေလျှက်စစ်ရထားကြီးတွေသွားလာနေမှာကျွန်တော်တို့မှာလျှက်စစ်ဓာတ်အားလိုတယ်ကျွန်တော်တို့နိုင်ငံတိုးတက်ရင်နော်တရုတ်ပြည်အတွက်လည်းအကျိုးရှိတယ်ဒါကြောင့်ဒီမြစ်ဆုံကျွန်တော်တို့နိုင်ငံလျှက်စစ်ရမှဖို့ပြိုးမယ်နော်ဒါကြောင့်တရုတ်ပြည်ကလည်းကျွန်တော်တို့နိုင်ငံကိုဖို့ပြိုးစေခြင်းနဲ့စိတ်စေတနာလည်းပါလိုက်တယ်နော်ဘာလို့ကျွန်တော်တို့ဆင်းရဲပြီးကျွန်တော်တို့မှာစစ်ဖြစ်နေတယ်ကျွန်တော်တို့ဆင်းရဲရင်ဟုတ်လားသူ့တိုင်းပြည်အတွက်လည်းနည်းနည်းတော့ဟိုတာဖြစ်တာပဲเนาะကျွန်တော်တို့ချမ်းသာရင်မြန်မာပြည်ချမ်းသာရင်သူလည်းသူ့တိုင်းပြည်ကတရုတ်ထုတ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ကပိုဝယ်သုံးနိုင်တယ်เนาะတရုတ်ကလည်းမြန်မာပြည်ကိုစီးပွားရေးအမြင်ဈေးကွက်အမြင်နဲ့ကြည့်ရင်ကျွန်တော်တို့ဆင်းရဲနေရင်ဟုတ်လားတရုတ်နိုင်ငံကထုတ်တဲ့ဟုတ်လား EV ကားတွေကျွန်တော်တို့သိမသုံးနိုင်ဘူးကျွန်တော်တို့ချမ်းသာလာတယ်ကျွန်တော်တို့ချမ်းသာလာတယ်ကျွန်တော်တို့တိုင်းပြည်မှာလျှက်စစ်တွေပေါ်များလာရင်ကျွန်တော်တို့က EV ကားတွေဝယ်သုံးရမှာအခု EV ကားတွေကိုဘယ်နိုင်ငံကအများဆုံးထုတ်လဲတရုတ်နိုင်ငံကထုတ်တာတရုတ်နိုင်ငံကကမ္ဘာပေါ်မှာเนาะ EV အများဆုံးထုတ်တဲ့ကားဂျပန်ကတော့သူကကြော်သွားပြီအမေရိကန်လည်းသူကြော်သွားပြီเนาะဒီ EV ကားထုတ်တာအဲ့တော့မြန်မာပြည်ကလျှက်စစ်လည်းရတယ်မြန်မာတွေကချမ်းသာလာရင်လျှက်စစ်လည်းရှိရင်တရုတ်နိုင်ငံကထုတ်တဲ့ EV ကားတွေကျွန်တော်တို့များဝင်နိုင်တယ်တရုတ်တွေလည်းအကျိုးရှိတယ်ဒါလို့သူတို့ကစီးပွားရေးအမြင်နဲ့ကြည့်ပြီးကျွန်တော်တို့ကိုလှုပ်ပေးတာအဲ့ဒါကိုကျွန်တော်တို့ကဘာဖြစ်နေကြတာလဲကျွန်တော်တရုတ်ကိုကြိုက်လို့ပြောနေတာမဟုတ်ဘူးနော်တရုတ်ကိုကြိုက်လို့ပြောတာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကဒီမြစ်ဆုံလည်းမလုပ်တိုင်းပြည်ကြီးကဆင်းရဲနေလျှက်စစ်ကလည်းမလုံလောက် EV ကားတွေလည်းမသုံးနိုင်ခင်ဗျားအဲ့လိုနေခြင်းလို့လားအဲ့ဒီကောင်တွေမောင်တို့အဲ့ဒီမြစ်ဆုံကိုဖျက်တဲ့ဥစိုးသိန်းတို့နော်မောင်တို့အဲ့ဒီချိုကြီးတို့ဟိုသားစင်တို့နော်အများကြီးရှိတယ်မြစ်ဆုံတိုက်ဖြတ်နေတဲ့ကောင်တွေဘာလဲထားရကိုစီတို့နော်မြစ်ဆုံတိုက်ဖြတ်နေတဲ့ကောင်တွေတိုင်းပြည်ကိုတက်ကိုဒီပတ်စံရပြီးတော့ဒုက္ခဖြစ်အောင်လုပ်တဲ့လူတွေချိန်မြွေးလာခဲ့ဥစိုးသိန်းလို့ဗိုလ်ချုပ်ကြီးတော်မှမကြောက်ဘူးဥစိုးသိန်းကျွန်တော်ပေါ်တင်ခမောက်စိန်ခေါ်တယ်နော်ခင်ဗျာမြစ်ဆုံမလုပ်သိဘူးပြောလာခဲ့ဘာကြောင့်မလုပ်သိဘူးလာခဲ့ခင်ဗျာသမ္မတဦးသိန်းစိန်လက်ထက်မှာခင်ဗျာဝန်ကြီးဖြစ်တယ်ကခင်ဗျာခေါ်တာဖြစ်ပြီခင်ဗျာဘာတွေလုပ်ခဲ့လဲခင်ဗျာသမ္မတဦးသိန်းစိန်လက်ထက်ကခင်ဗျာဝန်ကြီးဖြစ်တော့ခင်ဗျာဘာတွေလုပ်ခဲ့ပြီးတော့ဘာတွေဝါခဲ့လဲကျွန်တော်ထပ်ပြောအောင်မယ်ခင်ဗျာဘာတွေဝါခဲ့လဲခင်ဗျာတကယ်မြန်မာနိုင်ငံမှာယင်းနှိမ့်မြုံနာမှုဟုတ်လားမှာခမရဥက္ကဋ္ဌလားနော်ပြည်ပလာတဲ့ဟာတွေနော်ခမရဘာတွေလုပ်ခဲ့လဲခမရအသိဆုံးနော်နာမည်တော့ကြီးနေတယ်နော်နာမည်တော့ကြီးနေတယ်အဲ့တော့ခမရတို့လိုအဲ့လိုဟာမျိုးတွေလဲဟုတ်လားကျွန်တော်တို့ကမကြိုက်ဘူးခမရတို့လိုလူတွေကြောက်လဲအကုန်လုံးနာမည်ပြက်
ခင်ဗျာအဲ့ဒီပြပရင်းနှီးမြှုပ်နှံကုမ္ပဏီနဲ့ခင်ဗျားနဲ့တွေ့ဖို့ခင်ဗျာကျွန်တော်တိတ်မပြောချင်ဘူးနော်ခင်ဗျားကိုခင်ဗျားအသိဆုံးဥစိုးသိနော်ခင်ဗျားအသိဆုံးအဲ့ဒါကိုပဲတခါနဲ့သူတော်ကောင်းကြီးလှုပ်ပြီးတော့ခင်ဗျားပြောတဲ့ခင်ဗျားမြစ်ဆုံးမလှုပ်သေးဘူးပြောတာတွေအခုလိုင်းပေါ်မှာဖွာလိုင်းပေါ်မှာဖွာခင်ဗျားကပါလေခင်ဗျားတိုင်းပြည်ခင်ဗျားတကယ်သစ္စာရှိနဲ့တိုင်းပြည်ခင်ဗျားဒီလိုဘာမှမယူဘဲနဲ့နော်ခင်ဗျားအာဂရိလိုက်စာမှုကင်းပြီးတော့ကင်းခင်ခင်ခင်ဗျားအသိဆုံးအဲ့လိုခင်ဗျားတောင်းယူရဲလားခင်ဗျားပြောရဲလားဟေးငါဘာမှမစားခဲ့ဘူးငါဝန်ကြီးလုပ်တဲ့ချိန်ငါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာငါဟုတ်လားဥက္ကဋ္ဌလုပ်ခဲ့တဲ့ချိန်မှာငါဘာမှကင်းပါတယ်ငါပြည်တော်စုဝန်ကြီးလုပ်တဲ့ချိန်မှာငါကင်းပါတယ်နော်ငါစက်မှုဝန်ကြီးလုပ်တဲ့ချိန်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာငါလူကြီးလုပ်တဲ့ချိန်မှာငါကင်းပါလို့ခင်ဗျားပြောရဲသလားကင်းပါတယ်ဆိုခင်ဗျားအထောက်ထားရပြအဲ့လိုပြောတဲ့အဲ့လိုလူရဲ့စကားကိုလည်းယုံကြတယ်မြစ်ဆုံမလုံးရင်ပြီးရောမြစ်ဆုံမလုံးတဲ့ဟာကိုဘယ်သူပြောကျွန်တော်တို့ဇီယာကောင်တွေကလည်းအဲ့ဒီမြစ်ဆုံမလုံးတဲ့လူတွေဘက်ကယုံကြတယ်အဲ့ဒီကောင်တွေကဘလောက်အကြည့်တိတ်ခါဘလောက်တီလာရှိလို့လဲစားလို့ဝါလို့လုံနေဖင်လာမမောင်တော့စောက်ဆံမရှိပဲဖင်ကောင်းအခြေကြီးကျဲမနေနဲ့ဟေးငါကျွန်တော်ပတ်စံမရှိတာမှန်တယ်ကျွန်တော်မချမ်းသာတာလည်းမှန်တယ်နော်အဲ့လိုပတ်စံတွေမတရားရပြီးချမ်းသာတဲ့ကောင်ဟုတ်လားဥစိုးသိန်းကကျွန်တော်ထက်အများကြီးချမ်းသာတာမှန်တယ်နော်အေးဒါပေမဲ့ကျွန်တော်တို့ကသေတော့မကျွန်တော်တို့လည်းဘာမှမလုပ်ဘူးနော်ပတ်စံမရှိပေမဲ့အကြည့်တီလာကောင်းမှုရည်ကြီးတယ်ဒီနိုင်ငံကိုကောင်းအောင်ပြောသွားပေးဖို့ရည်ကြီးတယ်နော်ကိုမြင်လာအောင်ခင်ဗျာဥစိုးသိန်းကခင်ဗျာအများကြီးချမ်းသာတာကျွန်တော်သိတာပေါ့အဲ့ဒီပတ်စံချမ်းသာတဲ့ကောင်တွေနော်ပြောမှခင်ဗျားတို့ယုံမလားဟိုကောင်တွေကပတ်စံစားပြီးဝါပြီးတော့ပြောနေတာဒီကိစ္စအတွက်မြစ်ဆုံမလုပ်ဖို့ကိစ္စအတွက်ပတ်စံအများကြီးရတဲ့ကောင်တွေရှိတယ်ကျွန်တော်အခုချပြနေတာလမ်းကြောင်းမှန်မှန်နဲ့ကျွန်တော်တိုင်းပြည်နော်ကောင်းဖို့ဖို့ပြတိုးတက်ဖို့နော်ကျွန်တော်တို့မရှိတော့တဲ့အချိန်မှာဒီနိုင်ငံသားတွေဟိုတာဖြစ်ဖို့ကျွန်တော်တို့ပြောနေတာအမေရိကန်ကဒဏ်တွေပဲဒဏ်တွေကဟန်ပြပဲရှိတော့တာတဲ့ကနေဒါကလျှက်စစ်ဝယ်သုံးနေပြီတဲ့နော်အဲ့ဒီသူတို့ဒဏ်တွေနဲ့သူတို့နော်လျှက်စစ်တွေရေအားလျှက်စစ်တွေအများကြီးထုတ်ခဲ့တယ်အမေရိကန်ကနော်အခုချိန်မှာသူတို့လိုအပ်ချက်တွေများလာမယ်သူတို့ကနေဒါကဝယ်ရင်လည်းဝယ်ရမယ်ဒီဒဏ်တွေကထုတ်တဲ့ဟာနဲ့သူတို့မလုံလောက်တော့ဘူးနော်ဟုတ်ပြီဗျာအဲ့ဒါလေးကျွန်တော်ပြောချင်တယ်ဒါပေမဲ့တကယ်လို့နော်ဒေါ်အောင်ဆန်းစုကြည်ကလွတ်မြောက်လာလို့ဒေါ်အောင်ဆန်းစုကြည်ကမြစ်ဆုံတယ်ကိုလှုပ်သိမ့်ပါတယ်လို့နော်ပြောလိုက်ရင်နော် तू သိတယ်ဒေါ်အောင်ဆန်းစုကြည်သိတယ်ဒေါ်အောင်ဆန်းစုကြည်ကမြစ်ဆုံကိုလှုပ်သိမ့်တယ်ဆိုတော့ तू သိတယ် तू သိတယ် तू သိလို့ तू အာလာရစင်မှာမြစ်ဆုံကမလှုပ်သိမ့်ဘူးလို့ तू တခုံးမပြောပါဘူးတကယ်လို့များဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လိုက်လို့ဒေါ်အောင်ဆန်းစုကြည်ကမြစ်ဆုံကိုလှုပ်သိမ့်တယ်လို့ပြောရင်လည်းတော်တော်ငြိမ်သွားမယ်တိုင်းပြည်မှာနော်တိုင်းပြည်မှာတော်တော်ငြိမ်သွားမယ်ဒေါ်စုကလည်းမဟုတ်တာကိုပြောမှာမဟုတ်သူလည်းအသက်80ကျော်နေပြီသူမဟုတ်တာပြောမှာမဟုတ်ဒေါ်စုကိုလှုပ်လိုက်ပြီးဒေါ်စုကမြစ်ဆုံကိုလုံးသိပါတော့ပြောရင်တော်တော်ငြိမ်ကုန်ပါဘာလို့ဆိုသူ့ကိုကြည်ညိုလေးစားလူတွေအများကြီးလေနော်သူ့ကြည်ညိုလေးစားလူအများကြီးဒေါ်စုကလည်းမဟုတ်တာကိုသူပြောမှာမဟုတ်ဘူးသူစိတ်ထဲမှာမလုံးသိပဲနဲ့လုံးသိပါတယ်လို့သူပြောမှာမဟုတ်ဘူးဒီပုဂ္ဂိုလ်မျိုးဟာအဲ့တော့မြစ်ဆုံလုံးသိမသိရလဲဒေါ်အောင်ဆန်းစုကြည်အတိဆုံးဘာလို့ဆိုဒီစာချုပ်ကြီးကိုသူတေချာဖတ်ပြီးပြီနော်ဒီစာချုပ်ကြီးကိုသူတေချာဖတ်ပြီးပြီနောက်သူအာဏာရှိတဲ့ချိန်မှာလဲတကယ်ပညာရှင်တွေနဲ့သူတိုင်ပင်ပြီးပြီနော်ကျွန်တော်တို့ထက်ပိုသိတယ်မြစ်ဆုံလုံးသိတယ်မလုံးသိဆိုတော့ကျွန်တော်9မိနစ်ဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်အများကြီးပိုသိတယ်အဲ့တော့သူ့လွှတ်လိုက်ကြည့်သူဘာပြောလာမလဲနော်ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကိုကျွန်တော်ပေးလို့စေချင်တယ်ဆိုတာဒါတွေလည်းပါဟုတ်ပြီဒီလောက်ပါပဲနော်ဒီလောက်နဲ့ပဲရလိုက်တာကောင်းတော့နော်အခုကျွန်တော်ပြောပြီးပြီနော်
ဒေါ်ဆန်းစုကြည်ကိုလွတ်ဖို့ရဲ့ဒီမြစ်ဆုံကိစ္စလုံးသိနေဆိုတဲ့အကြောင်းရဲ့နော်ကျွန်တော်ဒီညကျွန်တော်ပြောသွားတယ်နော်ဒီညကျွန်တော်ပြောသွားပါတယ်နော်အဲ့တော့မြစ်ဆုံကိစ္စမှာမလုတ်တဲ့ဘက်ကလူတွေဥစိုးသိရစဖင်လန်းမောင်းနော်ထိုင်းရကိုစီနော်ဟိုအရာပတိသတင်းဌာနကောင်တန့်စင်လားခွန်တန့်စင်လားပါလဲနောက်ဟိုချိုကြီးတို့ပါအကုန်တက်လာခဲ့ငါမင်းဆိုလိုက်ဖွေအကုန်တက်လာခဲ့နော်ဥစိုးသိလည်းလာခဲ့မဆွေးနွေးကြဘူးကျွန်တော်ဆက်သွယ်လိုက်နော်ကျွန်တော်ဆက်သွယ်လိုက်ကျွန်တော်ဥစိုးသိနဲ့အချိန်မျိုးတွေ့လို့ရတယ်နော်ချိန်မျိုးတွေ့လို့ရတယ်ဥစိုးသိကမလုတ်ပါဘူးပြောမလုတ်သိမှာဘာကြောင့်ပြောလဲနော်သူ့ကိုလည်းနည်းနည်းပါမေးကြဖို့လိုတယ်နော်သူဘာကြောင့်မလုတ်လဲဆိုတာနော်သူ့လည်းထပ်မေးဖို့တော့လိုတယ်ဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေအားလုံးအောင်မြင်ကြပါစေဗျာနော်ပြည်အောင်စုမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေဗျာဟုတ်ကဲ့ကျွန်တော်ငါးမင်းဆွေပါအားလုံးနှုတ်ဆက်ပါတယ်